ပရိသတ်ကြီးခင်ဗျာကဘာမြေပုံမှာနေရာဒီသားတချို့ရှိပါတယ်အဲ့ဒီနေရာတွေဟာတာယာလှပတဲ့တဘာဝရှုခင်းတွေပိုင်ဆိုင်ထားပြီးမြမြေစီလွာအောင်မှာတော့ရန်ငွေနှံ့တွေသွေးဆက်တွေနဲ့အမုန်းတရားတွေပူလောင်စွာစီးဆင်းနေတတ်ပါတယ်ဒီကနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အရှိတောင်အာရှရဲ့အန်ဒီရဲ့အကြီးဆုံးနိုင်ငံရေးဇက်ခုံလို့တင်စားခေါ်ဝေါ်ကြတဲ့ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမီနနာအိုကျွန်းရဲ့ဖြစ်ရမှန်တစ်ခုပဲဖြစ်ပါတယ်ဒီဇလန်ဟာတာမန်လောက်ကြံမှုတစ်ခုအချာမဟုတ်ပါဘူးခင်မီနေပညာနဲ့ရှေးရိုးဆွဲအမုံတရားတို့ထိတ်ထိုက်သွဲဆုံခြင်းနိုင်ငံရေးအာဏာနဲ့အထက်ရှင်ထန်ခွင့်တို့လွန်ဆွဲခြင်းဂရီဒိုမိသားစုသွေးကြွေးဆက်ခြင်းလို့ခေါ်တဲ့ရီဒိုယဉ်ကျေးမှုအကြောင်းကိုမိမောင်းထိုးပြမယ်မှတ်တမ်းတင်ဆက်မှုကြီးတစ်ခုဖြစ်ပါတယ်အချင်းကာလအပြင်အနာဂတ်ကာလတစ်ခုဖြစ်တဲ့2026ခုနှစ်ဇန်နဝါရီလ25ရက်နေ့ကိုကျွန်တော်တို့ပြန်လှည့်ချရခံကြည့်ကြပါစို့ကျွန်တော်ကနေနနေ့6နာရီ10မိနစ်နေအား Sheriff Aguadmir Maguindanao ဒေသပြည်နယ်ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရဲ့မနက်ခင်းနေအောင်ကြီးဟာမင်ဒါနာကိုလွင်ပင်ကျဲကြီးပေါ်ကိုဖျာချလာတဲ့အချိန်မှာ Sheriff Aguadmir လေးဟာငင်းတဲ့အေးချင်နေပုံပေါက်နေပါလေ။အုံးပင်တန်းတွေစိမ့်ဆုံနေတဲ့လက်ကွင်းတွေနဲ့ဝင်းရံထားတဲ့ဒီမျိုးလေးဟာအပေါ်ရန်ကြည့်မယ်ဆိုရင်အပူပိုင်းဒေသရဲ့တာမန်မြို့ငယ်လေးတစ်မျိုးပါလေ။တနင်္ဂနွေမနက်ခင်းဖြစ်တာကြောင့်လမ်းမများပေါ်မှာတွာလာလှုပ်ရှားမှုနေပါနေပြီးဒေသခံဗလီကျောင်းများစီကနေမနက်ခင်းဝေးပြူတန်များဟာလေထဲမှာတဲတဲများလွင့်ပြနေပါလေဒါပေမဲ့ဒီမျိုးကိုကောင်းကောင်းသိတဲ့သူတွေတော့ဒီတိတ်ဆိတ်မှုဟာတာမန်တိတ်ဆိတ်မဟုတ်ပါဘူးဒါဟာမကင်ဒါနာကိုဒေသရဲ့နှလုံးသိပ်ဖွဲ့အမ်ပါတွန်မီတာစုကြီးရဲ့အမာခံနေမြဖြစ်ပါတယ်ဒီမေပေါ်မှာခြေချလိုက်တာနဲ့လေးထုကအစာလေးလန့်နေသလိုခံစားရတတ်ပါတယ်ဒေသခံတွေရဲ့မျက်လုံးတွေထဲမှာစိုးရိမ်ပူပန်မှုတွေတတိထားမှုတွေအမြဲရှိနေတတ်ပြီးလူတိုင်းဟာတစုံတစ်ခုသောပောက်ကွဲမှုကိုအမြဲတမ်းစောင့်မျှော်နေရသလိုနေထိုင်ကြရပါတယ်နိုင်ငံရေးလိလာသူတွေကတော့ဒီမျိုးကိုရန်အိုးဘော်ကမျိုးတော်လို့တင်စားလေးရှိကြပါတယ်ဒီမနက်ခင်းမှာတော့ထိုရန်အိုးကိုမီးရှို့မဲ့မီးပွားဆက်တစ်ခုစတင်လှုပ်ရှားလာပါပြီမြို့တော်ဝင်အခမအမ်ပတ်တွန်နီနေအိမ်ဝင်းကြီးအတွင်းမှာတော့ပုံမှန်မဟုတ်တဲ့တက်ကြွလှုပ်ရှားမှုတွေစတင်နေပါတယ်။အုတ်တနိုင်မြင့်မားစွာကာယံထားတဲ့ဒီခြံဝင်းကြီးဟာတာမန်နိုင်ငံရေးသမားတယောက်ရဲ့နေအိမ်နဲ့မတူပဲစစ်ပတ်ဆိုင်ရာခန့်တက်စခန်းငယ်တစ်ခုနဲ့ပို့တူပါတယ်။ခြံဝင်းထောင်တိုင်းမှာစောင့်ကြည့်မျှော်စင်တွေရှိပြီးလက်နက်ကိုင်အဆောင်တွေက24နာရီပတ်လုံးကင်းလှည့်နေကြပါတယ်။မနေ့6နာရီ15မိနစ်ခန့်မှာတော့ခြံဝင်းတကားမကြီးပွင့်ထွားပြီးမြို့တော်ဝင်ရဲ့ရင်တန်းထွက်ခွာမှုပြင်းစင်ပါတော့တယ်။ဒီဒေသရဲ့နိုင်မဲရေးသမားတွေအတွက်နေအိမ်ပြင်ပကိုခြေတလားထွက်လိုက်တာနဲ့စစ်မြေပြင်ကိုရောက်သွားသလိုပါပဲ။ဒါကြောင့်သူတို့ရဲ့တွာလာမှုတိုင်းဟာစစ်စင်းရေးတစ်ခုလိုတီချာတီချာမှုလိုအပ်ပါတယ်။ရင်တန်းရဲ့ဖွဲ့စည်းပုံကိုလေ့လာကြည့်မယ်ဆိုရင်ဖိလစ်ပိုင်တောင်ပိုင်းနိုင်ငံရေးလောကရဲ့အကြမ်းဖက်မှုအဆင့်တန်းကိုခံမှန်းနိုင်ပါတယ်။ရင်တန်းရဲ့ရှေ့ဆုံးမှာလမ်းရှင်းဖို့အတွက် Toyota Hilux Pickup ကားတစ်စီးရှိပါတယ်။ဒီကားရဲ့နောက်ခန်းမှာတော့ M16 မုံကန်ရွယ်ဖဲတဲ့ကိဆောင်ထားတဲ့လုံခြုံရေးအဆောင်၄ဦးကအသင့်အနေထားနဲ့လိုက်ပါလာပါတယ်။သူတို့ရဲ့မျက်လုံးတွေကလမ်းဘေးဝဲရာကိုစွန့်ရဲတွေလိုကြည့်ရှုနေကြပါတယ်။ရင်တန်းရဲ့နောက်ဆုံးမှာလည်းအလားတူ Pickup ကားတစ်စီးကနောက်ပိတ်အနေနဲ့လိုက်ပါလာပါတယ်။ဒီကားနှစ်စီးရဲ့အလဲအတွင်းမှာတော့ရင်တန်းရဲ့အသွသွေးကြောတည်တဲ့မြို့တော်ဝင်စီးနှင်းလိုက်ပါမဲ့ကားကြီးရှိနေပါတယ်။အဲ့ဒီကားကတော့နတ်မောင်ပြောင်းလဲနေတဲ့ Toyota Land Cruiser LC 300 Series အမျိုးအစား SUV ကားကြီးဖြစ်ပါတယ်။အပြင်ပန်းကကြည့်ရင်တော့ဒီကားဟာမြို့နေလူဒန်းစားတရက်ရဲ့ဇိမ်းခံကားတစ်စီးလိုပဲထင်ရပါလိမ့်မယ်။ဒါပေမဲ့ဒီကားရဲ့ကိုယ်ထည်အသွေးမှန်မှာဖုံးကွယ်ထားတဲ့ရှိုးဝဲချက်တွေကတော့တာမန်မဟုတ်ပါဘူး။နိုင်ငံရေးရန်သူတွေဝိုင်းဝိုင်းလေးနေတဲ့မြို့တော်ဝန်အာခမန်အတွက်တော့ဒီကားဟာတဲယူပို့ဆောင်ရေးရန်တစ်စီးမဟုတ်ပါဘူး။ရွေးလျားနေတဲ့ခန်တက် Mobile Fortress တခုဖြစ်ပါလေ။မြို့တော်ဝန်အာခမန်အမ်ဘာဒွမ်ဟာအိန္ဒိယနေထွက်လာပြီးကားပေါ်ကိုတက်ရောက်ချိန်မှာသူ့ရဲ့မျက်နှာထားဟာတည်ငြိမ်နေပါတယ်။သူဟာအမ်ဘာဒွမ်မီတာစုဝင်တယောက်ထိပေမဲ့သူ့ရဲ့တမိုင်းကြောင်းကရှုပ်ထွေးပါတယ်။တစ်ချိန်ကဒီဒေတာကိုမင်းမှုခဲ့တဲ့ဖခင်ကြီးနဲ့သားတွေကိုပြန်လည်ပုံကန်ခဲ့သူ2009ခုနှစ်အစုလိုက်အပြုံးလိုက်ထပ်ဖြတ်မှုကြီးမှာမိသားစုကိုဆန့်ကျင်ပြီးတတ်တည်လိုက်ခဲ့သူဖြစ်တာကြောင့်သူ့မှာရန်သူကနှစ်ဖက်ညံနေပါတယ်။တစ်ဖက်ကသူ့ရဲ့နိုင်ငံရေးအာဏာကိုလိုချင်တဲ့ပြိုင်ဘက်တွေဖြစ်ပြီးနောက်တစ်ဖက်ထားတော့သစ္စာဖောက်လို့သတ်မှတ်ထားတဲ့သူ့ရဲ့ဆွေမျိုးရင်းချတွေဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာသူအသက်ရှင်နေနိုင်တာဟာအံ့တော်စရာပါပဲ။
ဒါပေမဲ့သူအသက်ရှင်နေနိုင်တဲ့အတိကအကြောင်းရင်းတစ်ခုကတော့သူအခုစီးနေလိုက်ပါမယ်တန်ချက်ကကာကြီးကြောင်ဆိုတာကိုတော့သူကိုယ်တိုင်လည်းအပြည့်အဝယုံကြည်ထားပုံရပါတယ် မနက်6:30မိနစ်ရန်တန်းဟာမြို့တော်ဝင်နေအိမ်ကနေဒေသခံဈေးဘက်ကိုဦးတီမောင်းနှင်ထွက်ခွာလာပါတယ်။ Sheriff Aguad မြို့ရဲ့လမ်းမများဟာကျင်းမြောင်းပြီးလမ်းဘေးဝဲယာမှာလူနေအိမ်ခြေတွေဈေးဆိုင်တန်းတွေနဲ့ရှုပ်ထွေးနေပါတယ်။ဒါဟာလောက်ကျန်ထက်ဖြတ်သူတွေအတွက်အခွင့်ကောင်းပါတယ်။ရန်တန်းဟာမြို့ထဲကိုဝင်ရောက်လာတာနဲ့အမျှပတ်ဝန်းကျင်အခြေအနေဟာပုံမရှုပ်ထွေးလာပါတယ်။ဆိုင်ကယ်ကယ်ရီသမားတွေဈေးတယ်တွေနဲ့လမ်းသွားလမ်းလာတွေကြလာရန်တန်းဟာဖေးညင်းစွာမောင်းနေရပါတယ် မြို့တော်ဝင်ရဲ့ကားအတွင်းခန်းထဲမှာတော့အပြင်လောကရဲ့အတန်ပလန်တွေကိုဘာမှမကြားရပါဘူးထူထဲလိုက်ရဲ့တန်ချက်ကမှန်တွေနဲ့အတန်လုံးစနစ်တွေကြောင့်ကားထဲမှာတိတ်ဆိတ်ငြိမ်သက်နေပါတယ်လေအိပ်ပိတ်ဆက်ရဲ့အတန်တက်တဲ့နဲ့ရန်မောင်းရဲ့စတီယာရင်ကိုက်ထားတဲ့လက်တွေကလွဲရင်အရာရာပုံမှန်ပါပဲဒါပေမဲ့ကားရှိခန်းမှာထိုင်လိုက်ပါလာတဲ့လုံချုံကြီးခေါင်းဆောင်ကတော့ရေဒီယိုစကားပြောဆက်ကိုကင်ထားပြီးရှေ့ကပစ်ကတ်ကားနဲ့အဆက်မပြတ်ဆက်သွယ်နေပါတယ် လမ်းကြောင်းရှင်းလားရှေ့ကလမ်းဆုံမှာဘာတွေ့လဲရှင်းတယ်ပုံမှန်ပဲဆရာစသဖြင့်အပြန်အလှန်ပြောဆိုတန်းတွေကပုံမှန်လုံရိုးလုံစင်တွေပါပဲဒေတာခန်တွေကလည်းဒီလိုလက်နက်ကန်ရင်တန်းကြီးဖြတ်တန်းသွားတာကိုမြင်ရင်တောင်တိတ်ပြီးအထူးဆန်းမဖြစ်ကြတော့ပါဘူးတနက်ဆိုတာဒီဒေတာရဲ့လူနေမှုဘဝတစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့တာကြာပါပြီကလေးတွေတောင်မှတနက်အမျိုးအစားတွေကိုခွဲခြားသိမြင်နေတဲ့အဆင့်ရောက်နေတဲ့ဒေတာတစ်ခုပါ ဒါပေမဲ့ဒီနေ့မနက်မှာတော့ကံကြမ္မာဆိုးတစ်ခုကလမ်းဘေးတနေရာမှာတိတ်တဆိတ်စောင့်ကြည့်နေပါတယ်မြို့တော်ခမ်းမှာ City Hall တို့တွားရလမ်းကျုံပေါ်ကနေရာတနေရာမှာအဖြူရောင်ဘန်ကားတစ်စီးရပ်ထားပါတယ်အဲ့ဒီကားဟာပြက်နီလိုရပ်ထားသလိုလိုလူဆောင်နေသလိုလိုနဲ့တန်တရားဖြစ်เสียမရှိအောင်ဟန်ဆောင်ထားပါတယ်ဒါပေမဲ့အဲ့ဒီကားရဲ့မန်နီကမဲမောင်နေပြီးအတွင်းထဲမှာဘသူတွေရှိနေလဲဘာတွေပါလာလဲဆိုတာကိုအပြင်ကနေမမြင်နိုင်ပါဘူးမြို့တော်ဝင်းရဲ့ရေနန်းဟာအဲ့ဒီအဖြူရောင်ဘန်ကားမှာကိုနီးကပ်လာပါတယ်ရှေ့ဆုံးကလုံခြုံရေးပစ်ကတ်ကားကဘန်ကားကိုကြော်ဖြတ်သွားပါတယ်လုံခြုံရေးတွေကလည်းလမ်းဘေးရထားတဲ့ကားတစ်စီးကိုတီးပြီးအာယုံမဆိုင်မိလိုက်ပါဘူးသူတို့ရဲ့အာယုံကလမ်းဆုံလမ်းခွဲတွေနဲ့အဆောက်အဦမင်းမင်းတွေကိုသာပို့ပြီးကီယူဆိုင်နေတာပါ ဒါဟာလောက်ကျန်သူတွေရဲ့ကြွန့်ကျင်မှုလို့ပြောရမလားလုံခြုံရေးရဲ့ပေါ့ဆာမှုလို့မတည့်ကွဲပါဘူးရှေးပြေးကားလွန်သွားပြီးမြို့တော်ဝင်ရဲ့ Land Cruiser ကားကြီးဘန်ကားနဲ့တတန်းတည်းဖြစ်သွားတဲ့အချိန်ကြိုင်မှာပဲအဖြူရောင်ဘန်ကားရဲ့ဘေးတံကားကရုတ်တရက်ပွင့်ဟာသွားပါတယ်အဲ့ဒီပွင့်သွားတဲ့တကားပေါက်ထဲကနေထွက်ပေါ်လာတဲ့အရာကတော့ဖိလစ်ပိုင်နိုင်ငံရေးတမိုင်းမှာမကြာခဏကြားဘူးနာဝရှိပေမဲ့မြို့ပြော်လှုပ်ကြံမှုတွေမှာအတုံးနေတဲ့လက်နက်ဆိုးကြီးတစ်ခုပါပဲလူတစ်ယောက်ကပခုံးပေါ်မှာထန်ထားရဲ့ဂင်းဆောင်ရှည်ကြီးအဲ့ဒီပြင်းချောင်းရဲ့ထိပ်မှာတက်ဆင်ထားတဲ့ဘူးတီးပုံစံထိပ်ဖူးကြီးဟုတ်ပါတယ်ပရိသတ်ကြီးခင်ဗျာအဲ့ဒါကတော့တင်ကားတွေတန်ကြပ်ကားတွေကိုခက်စီးရမှာအသုံးပြုတဲ့ RPG-7 Rocket Propelled Grenade ဒုံးကျည်ပစ်လောင်ချကြီးဖြစ်ပါတယ် မနက်ခင်းရဲ့တိတ်ဆိတ်မှုကိုဖြိုးခွင်းလိုက်မဲ့အချီရောက်လာပါပြီ။လုတ်ချန်သူကချင်းရွယ်ထားတာသိကြပါတယ်။ဖြစ်မက Land Cruiser ကားကြီးရဲ့အလဲတည်တဲ့မဟုတ်ပါဘူး။ကားရဲ့နောက်ပိုင်းကိုဦးတည်ထားပါတယ်။အကွာဝေးကအရန်နီးကလွန်တာကြောင့်လွဲချော်ဖို့ဆိုတာမဖြစ်နိုင်တယ်လို့ပါပဲ။ဘုံကျဲလွန်းနဲ့ပောက်ကွဲတန်ကြီးတစ်ခုက Sheriff Aguad မြို့ရဲ့မနက်ခင်းကိုတုံခါသွားစေခဲ့ပါပြီ။ဘုံကျေလောင်လုံးလာတဲ့ပေါက်ကွဲတန်တဲ့သူမိကိုလုံးကြီးဒီဟာလမ်းမတစ်ခုလုံးကိုဝါမျိုးသွားခဲ့ပါတယ်။ Sheriff Aguad မြို့ရဲ့လမ်းမထဲမှာကဘာပြက်သွားတယ်လို့ပါပဲ။ပတ်ဝန်းကျင်ကအဆောက်အဦမှန်တွေတုံခါသွားပြီးလမ်းဘေးကဈေးတွေခရီးသွားတွေဟာအလန့်တကြားဝှချလိုက်ကြပါတယ်။ RPG တုံးကြီးဟာအဖြူရောင်ဘန်ကားတွေကနေထွက်ခွာသွားပြီးစက္ကန့်မိုင်မကြာခင်မှာပဲမြို့တော်ဝင်စီးလာတဲ့ Land Cruiser ကားကြီးရဲ့နောက်ပိုင်း tailgate ကိုတဲ့ထိမှန်ပောက်ကွဲသွားခဲ့တာဖြစ်ပါတယ် တာမန်ကားတစ်စီးသာဆိုရင်ဒီအခြေအနေဟာအဆုံးသတ်ပါပဲ RPG-7 ဒုံးကျည်ဆိုတာတာမဏိထူထဲကိုဖောက်ထွင်းဖို့ဒီဇိုင်းထုတ်ထားတဲ့စစ်လက်နဲ့ထည့်ပါတယ်ဒုံးကြီးထိပ်ဖူးမှာပါဝင်တဲ့ shape charge လို့ခေါ်တဲ့ရန်အားဟာပောက်ကွဲလိုက်တာနဲ့အလွန်ပြင်းထန်တဲ့အပူချိန်နဲ့ဖိအားကိုဖန်တီးပြီးတပ်သူတွေကိုအရေးပြောစေကာရှေ့ကိုထိုးဖောက်ဝင်ရောက်မဲ့ copper jet ဂျင်းနီရေဘူးတန်းတစ်ခုကိုဖန်တီးလိုက်ပါတယ်ဒီရဟာတာမန်တန်ပြားကားဘော်ဒီတွေကိုစက်ကူလို့ဆုပ်ဖဲပြီးအတွင်းထဲကလူတွေကိုမီးလောင်တိုက်တွင်းဖြစ်နိုင်စွာရှိပါတယ်ဒါပေမဲ့မိခိုးလုံးတွေကြားကနေထူးဆန်းအံ့တွေပွဲရမင်ကွင်းတစ်ခုထွက်ပေါ်လာပါတယ်အနက်ရောင် Toyota Land Cruiser ကားကြီးဟာမိခိုးဒီဦးထွက်နေပြီးနောက်ပိုင်းတခါပွင့်ထွက်ပျက်စီးနေပေမဲ့
လမ်းပေါ်မှာရပ်တန့်မသွားပါဘူးလမ်းဘေးကိုထိုးကျမသွားပါဘူးဘီးတွေကဆက်လက်လဲပတ်နေပြီးအင်ဂျင်တန်ဟိန်ဟိန်ကြီးကိုကြားနေရဆဲဖြစ်ပါတယ်ကားကြီးဟာမိโกတိုင်းကြီးကိုဖြတ်တန်းပြီးရှေ့ကိုဆက်လက်မောင်းနှင်ထွင်ခွာသွားပါတယ် ဒါဟာဘလို့ဖြစ်နိုင်မလဲယူပဗေဒသဘောတရားအရမထင်နိုင်ဘူးလို့ထင်ရပေမဲ့အင်ဂျင်နီယာနီးပညာအရတော့ဒါဟာပြီးပြည့်စုံတဲ့တွက်ချက်မှုဖြစ်ပါတယ်မြို့တော်ဝန်အခမရဲ့အထက်ကိုကဲတင်လိုက်တာကကန်တရားတတ်မဟုတ်ပါဘူး box within a box တဲတာတွေကတဲတာလို့ခေါ်တဲ့တန်ချက်ကတီးဆောင်မှုနီးပညာကြောင့်ဖြစ်ပါတယ် ဒီကားရဲ့တိဆောက်ပုံကိုကျွန်တော်တို့အနုကြည့်မှန်ပြောင်းနေကြည့်သလိုအသေးစိတ်လိလာကြည့်အောင်အပြင်ပန်းကမြင်ရတဲ့ Toyota Land Cruiser ရဲ့ကိုယ်ထက် body panel တွေဟာတကယ်တော့အလားပြအဖုံးတွေတသက်တာဖြစ်ပါတယ်မူရင်းစိတ်ယုံထုတ်တန်ပြားပါပါလေးတွေပါလုတ်ကြံသူတွေရဲ့ RPG တုံးကြီးထိမှန်လိုက်တဲ့အချိန်မှာဒီအပြင်ခွန်ကပွင့်ထွက်သွားပါတယ်ဒါပေမဲ့အဲ့ဒီအပြင်ခွန်ရဲ့အောက်တက်ထက်မှာတော့တကယ်အထက်ကယ်အရာရှိနေပါတယ်အဲ့ဒါကတော့အပူဝီးတန်ဆွင်ကားတဲ့အလွန်မာကျော်လာတဲ့ ballistic steel ကြီးကားသမဏီတွေနဲ့ကဟဲဆော်တိဆောက်ထားတဲ့သမဏီခန္ဓာကို inner armored capsule ဖြစ်ပါတယ် ကားထုတ်လုပ်သူတွေဟာမူရင်းကားရဲ့အတွင်းကန်းတစ်ခုလုံးကိုဖြုတ်ပစ်ပြီးခရီးတဲ့ကန်း passenger cell ကိုတမနီဒေတာတစ်လုံးအဖြစ်ပြန်လည်တည်ဆောက်ထားတာဖြစ်ပါတယ်မြို့တော်ဝင်အခမက်ထိုင်နေတဲ့နေရာပတ်လဲ360ဒီဂရီဟာတမနီတွေနဲ့ကာရန်ထားပါတယ်ကျန်းခင်းမျက်နှာကျက်တကားဘေးတွေအားလုံးပါဝင်ပါတယ် ဒီဖြစ်စဉ်မှာ RPG ဒုံးကြီးကကားရဲ့အနောက်ပိုင်းကိုထိမှန်ခဲ့တာပါပုံမှန် SUV ကားရဲ့အားနည်းချက်ကနောက်ဖုံ trunk နဲ့ခီးထဲခန့်ကတစ်ဆက်တည်းထည့်နေတာပါပဲနောက်ဖုံပွင့်သွားတာနဲ့ပောက်ကွဲမှုလိုင်းနဲ့တန်တိုးတန်စာတွေကခီးထဲရဲ့ခေါင်းနောက်ကျောစီကိုထက်ထဲဝင်လာမှာဖြစ်ပါတယ်ဒါပေမဲ့မြို့တော်ဝန်ရဲ့ကားမှာတော့ Rear Bulkhead နောက်ခံသမဏီတတိုင်းတစ်ခုပါရှိပါတယ်ဒါဟာတန်ချက်က SUV တွေရဲ့အသက်ပါပဲထုတ်လုပ်သူတွေကနောက်ဆုံးထိုင်ကုန်တိုင်းရဲ့အနောက်မှာဒုတိယမြောက်တမနီတကားတစ်ချက်ကိုထပ်မံကတ်ဆင်ထားပါတယ်ဒီတကားဟာအပြင်ကမမြင်ရပါဘူးနောက်ကြည့်မှန်ကနေကြည့်ရင်တော့မြင်ရပါတယ် RPG ပောက်ကွဲလိုက်တဲ့အချိန်မှာကားရဲ့မူရင်းနောက်ဖုံ tailgate ပျက်စီးသွားပါတယ်နဲ့ပောက်ကွဲမှုဖီအားနဲ့မီးတောက်တွေဟာကားအသင်းထဲကိုဝင်ရောက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ rear bulkhead လို့ခေါ်တဲ့အတွင်းခံတမနီတနိုင်ကဒီပောက်ကွဲမှုအရှိန်အဟုန်အားလုံးကိုတားဆီးလိုက်ပါတယ် ရလကတော့ကားအနောက်ပိုင်းတစ်ခုလုံးမီးလောင်ပစ္စည်းနေချိန်မှာဒီတမနီတနိုင်ရဲ့တစ်ဖက်ချမ်းမြို့တော်ဝင်ထိုင်နေတဲ့ခရီးသည်ခန်းမှာတော့လေအေးပေးဆက်အေးအေးလေးနဲ့ဖုံမှုန့်တစ်ဆက်တောင်မဝင်ပဲကြံရစ်နေခဲ့ပါတယ်မြို့တော်ဝင်အခမတ်အင်းပေါက်ကွဲတန်းကြောင်နားဦးသွားတာကားတုံခါမှုကြောင့်ထိတ်လန့်သွားတာကလေးသူ့ရဲ့ခန္ဓာကိုယ်မှာချစ်ရတစ်ခုတောင်မထင်ခဲ့ပါဘူးနောက်ထပ်ရေးချတဲ့ချက်ကတော့မန်ဒီဖြစ်ပါတယ်ပောက်ကွဲမှုရှင်ကြောင့်အနီးနားကစောက်အုံမန်ဒီကွဲအကုန်ပေမဲ့ကားရဲ့ဘေးမန်ဒီဟာမကွဲပါဘူးဒီကားမှာတက်ဆင်ထားတာက VR10 level VR10 ဆင့်ရှိတဲ့ကြီးကားမန်ဒီဖြစ်ပါတယ်ဒီမန်ဒီဟာအထူအဖြစ်နှစ်လက်မှ50မီလီမီတာကျော်ရှိပြီးဖန်သားအလွှာတွေကြားမှာပေါ်လီကာဘိုနစ်လို့ခေါ်တဲ့အလွန်မာကျော်ပြီးပျော်ပြောမှုရှိတဲ့ပလတ်စတစ်အလွှာတွေနဲ့ညှပ်ထားတာဖြစ်ပါတယ် M16 ကြီးစံလောက်ကိုမဆိုထားနဲ့ပေါက်ကွဲမှုဖိအားကြောင့်မန်အပြင်သားအကွဲသွားရင်တောင်အတွင်းဘက်ကပလတ်စတစ်အလွှာကဖန်ထင်းထားတာကြောင့်မန်ကွဲစားပြီးခရီးသည်တွေအပေါ်လွင့်စင်ကြလာခြင်းမရှိပါဘူး လုတ်ကြံသူတွေဘက်ကကြည့်မယ်ဆိုရင်တော့ဒါဟာအိမ်မဆိုးပါပဲသူတို့မျှော်လင့်ထားတာကကားရက်ကျန်သွားပြီးမီးလောင်သွားဖို့ပါကားရက်သွားရင် M16 နေနဲ့ဝိုင်းပြီးအပီးတက်ဖို့အစီအစဉ်ဆွဲထားတာပါဒါပေမဲ့ကားကမရက်တန်ပါဘူးဒီနေရာမှာမေးစရာရှိတာကကားတာယာတွေပါပောက်ကွဲမှုကြောင့်တာယာတွေပေါက်မသွားဘူးလားပေါက်ပါတယ်တာယာတွေစွတ်ပြတ်တက်သွားပါတယ်ဒါပေမဲ့ဒီကားမှာတုံထားတာက Ran Flat System ဖြစ်ပါတယ် တာမန်ကားဘေးတွေလိုလေထိုးထားတာတတ်မဟုတ်ပဲတာယာအတွင်းထဲမှာမာကျောတဲ့ပလတ်စတစ်ကွင်းကြီး composite ring တွေကိုထည့်သွင်းတက်ဆင်ထားပါတယ်တာယာပေါက်သွားလို့လေမရှိတော့ရင်တောင်ကားရဲ့အလေးချိန်4တန်5တန်ကိုဒီပလတ်စတစ်ကွင်းတွေကထမ်းထားပြီးတနာဤမိုင်90နှုန်းနဲ့မိုင်ပေါင်း30-40လောက်အထိဆက်မောင်းနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်ဒါကြောင့်ကားဘေးဒီမိခိုးထွက်နေပေမဲ့တန်ချက်ကကားကြီးကတက်ကွင်းထဲကနေယုံထွက်နိုင်ခဲ့တာဖြစ်ပါတယ်ကားတွင်ခန်းထဲမှာတော့ဂျင်းနေကတင်းမာနေပါတယ် ကိုမရနဲ့မောင်းလုံချုံကြီးခုံးစော်ရဲ့အော်တန်းကကားတွင်ခန်းထဲမှာဟင်းထွက်နေပါတယ်ရင်မောင်းဟာကျွမ်းကျင်စွာနဲ့ပဲကားကိုလူအုပ်ကြားတွေကနေအမြန်ဆုံးမောင်းထွက်ဖို့ကြိုးစားနေပါတယ်ရင်တန်းရဲ့ရှေ့ဆုံးနဲ့နောက်ဆုံးက pickup ကားပေါ်ကလုံချုံကြီးတွေကလည်းချက်ချင်းတုံ့ပြန်ပါတယ်သူတို့ဟာကားပေါ်ကနေခုန်ဆင်းပြီး RPG ပစ်ခတ်လိုက်တဲ့ပန်ကားစီကိုပြန်လည်ပစ်ခတ်ပါတော့တယ်
လမ်းမပေါ်မှာတနက်တန်တွေဆူညံသွားပါတယ်။ M16 မောင်းပြန်ရိုက်ဖက်တဲ့တွေကပေါက်ဖောက်သလိုထွက်ပေါ်လာပါတယ်။လုတ်ချန်သူတွေကလည်းအလွယ်တကူလက်မလျှော့ပါဘူး။ဘန်ကားတွေကနေပြက်လက်ပြီးခတ်ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့အဓိကလက်နဲ့ဖြစ်တဲ့ RPG ကပြစ်မှတ်ကိုမဖျက်ဆီးနိုင်ခဲ့တဲ့အတွက်စိတ်ထက်ရဲရအရာသူတို့ရှုံးနေပါပြီ။မြို့တော်ဝင်ရဲ့ကားကြီးဟာသူတို့ရဲ့လက်လန်းမီယာကနေဝေးရကိုတေးကြီးမုန်းနှင်ထွက်ခွာသွားပါပြီ။ ဒီဖြစ်ရဟာနီးပညာနဲ့လူသားတို့ရဲ့တိုက်ပွဲမှာနီးပညာကအနိုင်ရလိုက်တဲ့ပြည့်ရုပ်တစ်ခုပါပဲဒေါ်လာမာသီနီပါကုန်ကြခံတီတိဆောက်ထားတဲ့ဒီကားကြီးဟာသူ့တန်ဖိုးနဲ့သူထိုက်တန့်ကြောင်တတ်တည်ပြလိုက်တာပါဒါပေမဲ့ပြိတ္တကြီးခင်ဗျာကျွန်တော်တို့မေ့မထားတင်တာကဒီနီးပညာအကာအကွယ်ရဲ့အနောက်မှာရှိနေတဲ့လူသားတို့ရဲ့စိတ်နေသဘောထားပါပဲမြို့တော်ဝန်အာခမတ်အမ်ဘာတွန်ဟာအသက်ပေးကလွတ်မြောက်သွားပေမဲ့သူ့ရင်းထဲမှာလောင်ကျွမ်းနေတဲ့မိကတော့ငြိမ်းသွားမှာမဟုတ်ပါဘူးသူ့ဘာကြောင့်လုတ်ကြံထားရတာလဲဘသူတွေကသူ့ကိုတတ်ချင်နေတာလဲ ဒီမေခွန်းတွေရဲ့အဖြေကိုရှာဖို့ဆိုရင်ကျွန်တော်တို့ဟာကာမီကိုတွေကြားကနေအတိတ်ကာလရဲ့မောင်မိုက်တဲ့အီတွေစီကိုပြန်သွားရပါလိမ့်မယ်ဖိလစ်ပိုင်တောင်ပိုင်းရဲ့သွေးစွန်းသောတမိုင်းစာမျက်နှာတွေအမ်ဘာတွန်မီပန်းစုရဲ့အာနာတီဆောက်ပုံနဲ့နိုင်ငံရေးပဋိပက္ခတွေကိုနားမလည်ဘဲနဲ့ဒီလောက်ကြံမှုကိုနားလဲဖို့မဖြစ်နိုင်ပါဘူး ပရိသတ်ကြီးခင်ဗျာ2026ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ RPG ဒုံးကြီးနဲ့ပစ်ခတ်ခံရလောက်တဲ့အထိမုံတီချင်းကိုခံရတဲ့မြို့တော်ဝင်အာခမတ်အမ်ဘာဒွန်ဆိုတာဘသူလဲပေါ်ပြီးတိတိကျကျမေးရရင်အမ်ဘာဒွန်ဆိုတာပါလဲဖိလစ်ပိုင်တောင်ပိုင်းမင်ဒနာအိုဂျွန်းမှာလူတိုင်းနားလည်ထားတဲ့အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့ဥပဒေဆိုတာစာရွက်ပေါ်မှာပဲရှိပြီးအာဏာဆိုတာတင်နာပြောင်းဝမှာရှိတယ်ဆိုတဲ့အချက်ပါပဲဒီအယူအဆကိုလက်တွေ့အကောင့်ထဲပေါ်ပြီးဒေတာတစ်ခုလုံးကိုသူတို့ရဲ့ခြေဘဝအောက်မှာနှစ်ပေါင်းများစွာထားရှိခဲ့သူတွေကတော့အမ်ဘာဒွန်မိသားစုကြီးဖြစ်ပါတယ်သူတို့ရဲ့ဇလန်ကိုစတင်ဖို့အတွက်ကျွန်တော်တို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း30-40လောက်စီကိုပြန်သွားရပါလိမ့်မယ်အဓိကဇက်ကောင်းကတော့ကွယ်လွန်သူဖခင်ကြီးအန်ဒါအက်ဘာဒွန်စီနီယာဖြစ်ပါတယ်သူဟာယခုလောက်ကျန်ခံရတဲ့မြို့တော်ဝင်အာခမတ်အမ်ဘာဒွန်ရဲ့ဦးလေးတော်ဆက်သူဖြစ်တယ်လို့တချင်ကမက်ခင်ဒါနာအိုဒီတာတစ်ခုလုံးရဲ့ Godfather ကြီးလို့တင်စားခံနေရသူလည်းဖြစ်ပါတယ်အန်ဒါအမ်ဘာဒွန်စီနီယာဟာရိုးရိုးရှင်းရှင်းနိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူးသူဟာတင်နက်ကန်ဆောင်တဲ့ယဉ်ကျေးမှုနဲ့နိုင်ငံရေးပါဏတ်မှုတို့ကိုပေါင်းစပ်နိုင်ခဲ့တဲ့ပါရမီရှင်တစ်ယောက်လို့ဆိုရင်မမှားပါဘူး1990နဲ့80ပြည်လွန်တွေမှာဖိလစ်ပိုင်တောင်ပိုင်းဟာမွတ်စလင်ခွဲထွက်ရေးတူပုံတွေနဲ့အစိုးရတပ်တွေကြားစစ်ပွဲတွေပြင်းထန်နေတဲ့ကာလဖြစ်ပါတယ်ဒီမငိမ်မထတ်မှုတွေကြားမှာအန်ဒါစီနီယာဟာအစိုးရဘက်ကရက်တီတဲ့ဖြူဟာကိုရွေးချယ်ခဲ့ပါတယ်သူဟာတူပုံတွေကိုတိုက်ခိုက်ဖို့အတွက်ကိုပိုင်လက်နက်ကိုင်အဖွဲ့တွေကိုဖွဲ့စည်းခဲ့ပြီးမနီလာကဗဟေအစိုးရကိုတစ္ဆာခံပြခဲ့ပါတယ်ဒီအတွက်အစိုးရကသူ့ကိုလက်နက်တွေငွေကြေးတွေနဲ့နိုင်ငံရေးလုပ်ပိုင်ခွင့်တွေပေးရခဲ့ပါတယ်ဒါဟာဖိလစ်ပိုင်နိုင်ငံရေးရဲ့ဂန်ဒဝင်းအမားတစ်ခုဖြစ်တဲ့ Warlordism စစ်ပရင်မွေးမြူခြင်းရဲ့အစာပါပဲဗဟေအစိုးရဟာတူပုံတွေကိုနှိမ်နှင်းဖို့ဒေတာခံလူမိုက်ခေါင်းဆောင်တွေကိုအာဏာလွှဲပေးလိုက်ရကနေနောက်ပိုင်းမှာအဲ့ဒီခေါင်းဆောင်တွေကအစိုးရတော်မထိန်နိုင်တော့တဲ့ဘီလူးကြီးတွေထစ်လာခဲ့ကြပါတယ်အမ်ဘတွန်မိသားစုရဲ့အာဏာဟာဒီမိုကရေစီနီးလန်းကျမဲဆွယ်စည်းရုံးမှုကနေလာတာမဟုတ်ပါဘူးအချက်၃ချက်နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်ပထမချက်လက်နက်အင်အားအမ်ဘတွန်မိသားစုမှာကိုယ်ပိုင်စစ်တပ်ရှိပါတယ်အဲ့ဒီစစ်တပ်ဟာတာမန်လုံခြုံရေးကုမ္ပဏီအစစ်မဟုတ်ပါဘူးအင်အားထောင်ချီရှိပြီးလက်နက်တပ်ဆင်ထားပုံကနိုင်ငံတော်ရဲတပ်ဖွဲ့ထက်တောင်တာလွန်နေပါပဲတဲ့သူတို့မှာ M16 rifle တွေတည်းမကပဲစစ်တပ်နက်ကြီးတွေမော်တာတွေယခုလောက်ကျန်မှုမှာသုံးခဲ့တဲ့ RPG တို့ယူနောက်ဆောင်ပြန်လည်မဲ့ rifle တွေအထိပိုင်ဆိုင်ထားကြပါတယ်သူတို့ရဲ့နေအိမ်တွေဟာအိမ်တွေမဟုတ်ပါဘူးလက်နက်တိုက်တွေဖြစ်ပါတယ်ဒုတိယချက်မိသားစုခွင့်ရဲ့ clan network အန်နာစီနီယာဟာသူ့ရဲ့သားတွေဒူတွေမြေးတွေကိုဒေတာတွင်းကအရေးပါတဲ့ယာဒုနေရာအားလုံးမှာနေရာချထားခဲ့ပါတယ်တယောက်ကပြည်내အုပ်ချုပ်ရေးမှူးတယောက်ကမြို့တော်ဝင်တယောက်ကဒူးမြို့တော်ဝင်နောက်တယောက်ကရေးမှုကြီးစသဖြင့်မက်ကလင်နာနောက်ပြည်내ရဲ့အုပ်ချုပ်ရေးယန္တရာတစ်ခုလုံးဟာအမ်ပါတွန်ကုမ္ပဏီလိမိတက်တဖွဲ့ဖြစ်နေခဲ့ပါတယ်2000ပြည်လွန်တွေအစားဝင်းမှာဆိုရင်ဒီဒေတာရဲ့မြို့တော်ဝင်20ကျော်လောက်ကအမ်ပါတွန်မျိုးရိုးနာမည်ကိုခံယူထားသူတွေကြီးဖြစ်ပါတယ်တတိယချက်ဗဟိုအစိုးရဝါရီအပေယူတမနီလာဒီယိုဒါကရေခီးဆုံးပါပဲမနီလာကတမတတွေဟာအမ်ဘတန်တွေကိုဘာလို့ခွင့်လွှတ်ထားတယ်လဲအဖြေကတော့မဲ votes ပါပဲဖိလစ်ပိုင်လေကောက်ပွဲစနစ်မှာ
ဒီ data ကမဲတွေကအဆုံးဖြတ်ပေးနိုင်ပါတယ်။ Amberton မိသားစုကအာဏာရသမ္မတကိုကတိပေးလိရှိပါတယ်။ခင်ဗျားတို့ပါတီအတွက်ဒီပြည်နယ်ကမဲအလုံးကို12ရက်12-0 sweep နဲ့နိုင်စေရမယ်ဆိုပြီးတော့ပါ။လက်တွေ့မှာလည်းတကယ်ဖြစ်လာပါတယ်။2004ခုနှစ်သမ္မတရွေးကောက်ပွဲမှာဆိုရင် Amberton တို့ထိန်းချုပ်ထားတဲ့တချို့မြို့တွေမှာပြိုင်ဘက်သမ္မတလောင်းက3ညမဲ0 vote ရတဲ့အထိဖြစ်ခဲ့ပါတယ်။စရင်စရတဘောရမဖြစ်နိုင်ပေမဲ့လက်တွေ့မှာတော့တေနတ်ပြောင်းဝအောင်မှာအရာရာဖြစ်နိုင်ခဲ့ပါတယ်။ဒီလိုမဲပေးနိုင်စွမ်းကြောင့် Amberton တွေဟာဥပဒေအထက်ကိုရောက်ရှိသွားခဲ့ပါတယ်။ Amberton မိသားစုရဲ့အုပ်ချုပ်မှုအောက်မှာ Sheriff Agwat မြို့နယ်ပဝန်းကျင်ဒေသတွေဟာအကြောက်တရားနဲ့လက်ပတ်နေခဲ့ပါတယ်။ဒေသခံတွေပြောပြတဲ့စကားတခုရှိပါတယ်။ Amberton မိသားစုရဲ့ကာတန်းလာနေရင်လမ်းဖေးကခွေးတွေတော့ဟောင်ရဲတာမဟုတ်ဘူးတဲ့။သူတို့ရဲ့ရန်တန်းတွေဖျက်တမ်းသွားရင်အခြားကားတွေအလုံးလမ်းဖေးစင်းရပေးရပါတယ်။သူတို့ရဲ့စကားကိုစန့်ကျင်သူမှန်သမျှပျောက်ချင်းမလားပျောက်သွားတတ်ပါတယ်။လမ်းမြေလိုချင်ရင်တိမ်ပြီးစီးပွားရေးလုပ်ငန်းလိုချင်ရင်ယူပြီးရဲခခွဲနဲ့တရားစီရင်ရေးဆိုတာကလေသူတို့ရဲ့အိတ်ကထဲမှာရှိနေတော့တိုင်စရာနေရာမရှိပါဘူး။ ဒါပေမဲ့အာနာဆိုလာထာဝရမငဲပါဘူးအထူးသဖြင့်အကျန်းဖန်မှုနဲ့တိဆောက်ထားတဲ့အာနာဟာပိုပြီးကြိုးပဲလွယ်ပါလေမိသားစုကြီးအတွက်မှလည်းအကြောင်းနေရှိလာပါလေအန်ဒါစီနီယာကြီးပြီးတော့မှဘသူကခေါင်းဆောင်နေရစက်ခံမလဲဆိုတဲ့ပြဿနာမိသားစုဝင်အချင်းချင်းမယုံကြည်မှုတွေနဲ့ပြင်ပရန်သူတွေရဲ့စိန်ခေါ်မှုတွေကတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်ယခုRPG နဲ့ပြစ်ခတ်ခံရပြီးအသက်ရှင်ကျန်ရစ်ခဲ့တဲ့မြို့တော်ဝင်အခမတ်အမ်ဘာတာဟာအဲ့ဒီခေတ်ကာလတုန်းကလူငယ်ခေါင်းဆောင်တစ်ယောက်ထိခဲ့ပါတယ်။သူဟာမိသားစုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီးတစ်ချိန်ချိန်မှာဒီအင်ပါယာကြီးပြိုလဲတော့မယ်ဆိုတာကိုကြိုးတင်နားလည်ခဲ့သူတစ်ယောက်ဖြစ်ပုံရပါတယ်။ ဒီမိသားစုကြီးရဲ့တမိုင်းမှာအလက်အပြောင်ဖြစ်စေခဲ့တဲ့ကဘာကျော်သွားစေခဲ့တဲ့ဖြစ်ရဆူကြီးမတိုင်ခင်အချိန်ထိသူတို့ဟာဖိလစ်ပိုင်တောင်ပိုင်းရဲ့မင်းဘီယန်တွေအဖြစ်စိုးစံခဲ့ကြပါတယ်။ဒါပေမဲ့2009ခုနှစ်နိုဝင်ဘာလမှာတော့သူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲစေမဲ့လူသားမဆန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ထည့်ကြပါတယ်။အဲ့ဒါကတော့ပြိုင်ဘက်နိုင်မဲ့ရေးသမားတယောက်ကိုသင်ခန်းစာပေးဖို့အတွက်အဆုံးစုံသောနီလန်ကိုသုံးဖို့ပြင်ဆင်လိုက်ခြင်းပါပဲ။ ပရိသတ်ကြီးခင်ဗျာတမိုင်းမှာရက်ဆွဲတချို့ရှိပါတယ်အဲ့ဒီရက်ဆွဲတွေတို့ပြက်ကရင်ဘော်ဒါတွေစုပ်ဖြဲပစ်လိုက်ခြင်းပေမဲ့သွေးဆက်တွေစွန်ထင်းနေလို့ဖြတ်ပစ်လို့မရတဲ့ရက်ဆွဲတွေပါဖိလစ်ပိုင်နိုင်ငံအတွက်တော့အဲ့ဒီရက်ဆွဲက2009ခုနှစ်နိုဝင်ဘာလ23ရက်နေ့ဖြစ်ပါတယ်အမ်ပါတွန်မိသားစုကြီးအာနာအထွတ်ရဲ့ရောက်နေတဲ့အချိန်သူတို့ရဲ့နယ်မြေထဲမှာဘသူမှခေါင်းမထောင်ရဲတဲ့အချိန်မှာစိန်ခေါ်သူတယောက်ပေါ်ထွက်လာပါတယ်သူကတော့ဘူလူဝမ်မြို့ရဲ့ဒူးမြို့တော်ဝင်အက်စမေတိုတိုမန်ဂူဒါဒါတူဖဲချက်ပါတယ်သူဟာလာမဲ့2010ရွေးကောက်ပွဲမှာမက်ကင်ဒါနာ OP နဲ့အုပ်ထုတ်ရေးမှုနေရာအတွက်ဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါဟာတာမန်ရှင်ပြိုင်မှုမဟုတ်ပါဘူး။အမ်ဘာတွန်မိသားစုရဲ့အာနာလဝါကြီးအုပ်မှုတို့တရားဝင်စစ်ကြညာလိုက်တာထပ်ပါတယ်။အမ်ဘာတွန်ဘက်ကသတိပေးချက်ထုတ်ပါတယ်။စရင်မသွင်းနဲ့သွင်းရင်တတ်မယ်ဆိုတဲ့သတင်းစကားပါ။အဲ့ဒီအချိန်ကအုပ်ချုပ်ရေးမှုနေရာကိုဆက်ခံဖို့ပြင်ဆင်ထားသူကတော့ဖခင်ကြီးအန်ဒါရဲ့တားဖြစ်သူအန်ဒါအမ်ဘာတွန်ဂျူနီယာထပ်ပါတယ်။သူဟာရက်ဆက်ကြံကြုံမှုမှာဖခင်ထက်တောင်ကျော်လွန်သူလို့နာမည်ကြီးပါတယ်။မန်ဂူဒါရာတူဟာမတ်ယူရဲ့စံသူမဟုတ်ပါဘူး။သူတည်ပါတယ်။သူကိုယ်တိုင်ရွေးကောက်ပွဲကော်မရှင်ကောမလက်ယုံကိုတားပြီးစရင်သွင်းရင်လမ်းမတင်အသက်ခံရမယ်ဆိုတာကိုပေါ့။ဒါကြောင့်သူဟာဖိလစ်ပိုင်တောင်ပိုင်းမွတ်စလင်လူအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုတလေတစ်ခုကိုအကာအကွယ်ယူဖို့စီစဉ်ခဲ့ပါတယ်။အဲ့ဒီတလေကတော့စစ်ပွဲမှာအမျိုးသမီးတွေနဲ့ကလေးတွေကိုမတိုက်ရဘူးဆိုတဲ့အချက်ပါ။ရီဒိုသွေးကြွေးဆက်ချင်းတိုက်ပွဲတွေဘလောက်ပြင်းထန်ပါစေအမျိုးသမီးတွေကိုပစ်မှတ်ထားလေမရှိပါဘူး။ဒါကြောင့်မန်ဂူဒါရာတူကသူ့ကိုယ်စားသူ့ရဲ့ဇနီးတဲ့သူ့ရဲ့ညီမတွေအတော်တွေကိုစရင်သွားသွင်းခိုင်းဖို့စီစဉ်ပါတယ်။ဒါအပြင်ပိုပြီးလုံခြုံစေဖို့အတွက်နိုင်ငံတော်ဝင်ကသတင်းထောက်တွေပါဖိတ်ခေါ်လိုက်ပါတယ်။မီဒီယာတွေပါလာရင်တော့သူတို့ဘာမှလုပ်ရင်းမှာမဟုတ်ဘူး။ကဘာကကြည်နေတယ်လေလို့သူတွက်ဆခဲ့ပါတယ်။ဒါပေမဲ့ဝမ်နဲဆရာကောက်တာကသူ့ရဲ့တွက်ဆမှုမာယွင်ခဲ့ပါတယ်။သူရင်ဆိုင်နေရတာကရိုးရတလေကိုလီစားတဲ့ခေါင်းဆောင်တွေမဟုတ်ပဲအာနာရစ်မှုပြီးလူစိတ်ပြောက်နေတဲ့ဘီလူတွေဖြစ်နေတာကိုသူမေ့လျော်စွာခဲ့ပါတယ်။နိုဝင်ဘာ23ရက်မနက်ခင်းရန်တန်းကြီးထွက်ခွာလာပါတယ်။ကား6စီး9စီးလောက်ပါဝင်ပါတယ်။ကားပေါ်မှာပါလာသူတွေကတော့မန်ဂူဒါဒါတူရဲ့ဇနီးတဲ့ဂျန်နယ်လင်းမန်ဂူဒါဒါတူ
သူ့မှာဟာယုံကြည်မှုအပြည့်ရှိပါတယ်မန်ဂူဒါတာတူရဲ့ညီမတွေရှေ့နေများပြီးတော့အမှန်တရားကိုဖော်ထုတ်ဖို့လိုက်ပါလာကြတဲ့တရင်တော်32ဦးသူတို့ဟာဒီခရီးစဉ်တော့သူတို့ရဲ့နောက်ဆုံးခရီးဖြစ်လာမယ်လို့အိမ်မက်တောင်မထဲကြပါဘူးရင်တန်းဟာ Sheriff အခုအမျိုးအနီးအမ်ပါဒရက်မြို့နယ်ကိုဖျက်ထိုင်းချိန်မှာတော့လမ်းမကြီးပေါ်မှာလက်နက်ကိုင်အဖွဲ့ကြီးတစ်ခုကပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါတယ်ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ထားသူတွေစစ်ဖို့ဝတ်ထားသူတွေအရာဝတ်လက်နက်ကိုင်တွေစုစုပေါင်းတေလာကျော်လောက်ရှိပါတယ်သူတို့အလုံးရဲ့လက်ထဲမှာ M16 တွေ M14 တွေခိုစီနေပါဒီလက်နက်ကိုဦးဆောင်နေသူကတော့ Under Ambadon Junior ကိုယ်တိုင်ပါပဲသူဟာမျက်နှာကိုဖုံးကွယ်မထားပါဘူးဘာလို့လဲဆိုတော့တက်တည်ရဖြစ်ကြံရစ်မဲ့သူတယောက်မှမရှိစေရဘူးလို့ဆုံးဖြတ်ထားပြီးသားဖြစ်လို့ပါပဲရင်နှန်းကိုတားဆီးပြီးတာနဲ့အကားပေါ်ပါလာသူအာနုံကိုဆွဲချပါတယ်ဖုန်းတွေကင်မရာတွေကိုတင်စီပါတယ်ပြီးတော့သူတို့ကိုလမ်းမကြီးပေါ်ကနေလူပြက်တဲ့တောင်ကုန်းတစ်ခုစီကိုမောင်းနှင်ခေါ်ဆောင်သွားပါတယ်အဲ့ဒီတောင်ကုန်းပေါ်ရောက်တဲ့အခါမှာတော့ကမ္ဘာလူအခွင့်အရေးကြီးညာစာတမ်းပါအချက်များအားလုံးပြက်သွားခဲ့ပါပြီအမျိုးသမီးတွေကိုကားပေါ်ကနေဆွဲချရရက်ဆက်ဆက်ရိုက်နှက်ပြီးအမ်ဘာတွန်ဂျူနီယာရဲ့အမိန့်နဲ့တန်စီကပြက်တက်ခဲ့ကြပါတယ်ငါ့ကိုမတပ်ပါနဲ့ငါမှခလီလီရှိသေးတယ်လို့တောင်းတမ်းတဲ့မိခင်တွေကိုလည်းမချင်ခဲ့ပါဘူးအမျိုးသမီးအင်္ကာတွေကိုတေနှက်နဲ့ပြစ်ခတ်တဲ့အထိစိတ်နာကြည်မှုနဲ့ရက်ဆက်မှုကိုပြသခဲ့ကြပါတယ်သတင်းတောက်တွေကင်မရာသမားတွေသတင်းစာဆရာတွေသူတို့လည်းလွတ်မြောက်ခွင့်မရခဲ့ပါဘူးလက်အုပ်ချီးပြီးတောင်းပန်နေတဲ့ကြားကပဲအနီးကပြစ်တက်ခံခဲ့ရပါတယ်တချို့ဆိုရင်ကားထဲမှာပုံနေတော့ကားကိုပါစသနာနဲ့မွေးပြီးဖိခတ်ခံရတာပါစုစုပေါင်းလူ58ဦးအသက်ခံခဲ့ရပါတယ်ဒီထဲမှာလမ်းသွားလမ်းလာတမ်းမှန်ပြီးသူ6ဦးလည်းပါသွားပါတယ်သူတို့ကဖြစ်ရက်ကိုမြင်းသွားလို့နှုတ်ပိတ်အသက်ခံလိုက်ရတာပါဒီတပ်ဖြတ်မှုဟာစိတ်လိုက်မှန်ပါဖြစ်သွားတာမဟုတ်ဘူးဆိုတဲ့အခိုင်အမာသက်သေတစ်ခုရှိပါတယ်အဲ့ဒါကတော့ Backhoe မီးတူးစက်ကြီးပါပဲအလောင်းတွေပုံကျသွားတဲ့အချိန်မှာအနီးနားမှာအသင်းဆောင်နေတဲ့အစိုးရပိုင်းဒါပေမဲ့အမ်ပါတွန်တွေတုံးနေတဲ့မြေတူးစက်ကြီးတစ်စီထွက်လာပါတယ်သူတို့ကတွင်းနဲ့ကြီးတွေတူးပြီးအလောင်းတွေရောလူတွေစီးလာတဲ့ကားတွေကိုပါတွင်းနဲ့ထက်မြေဖြည့်ပြီးတက်သေးဖြောက်ဖို့ကြိုးစားကြပါတယ်လူမရှိရင်အလောင်းမရှိရင်မှုကင်းမရှိဘူးဆိုတဲ့သဘောတရားပါဒါပေမဲ့ခံကောင်းတာကစစ်တပ်က Husky ရဟရင်တစီကအဲ့ဒီနေရာကိုဖျက်ပြန်တန်းရင်တန်တရားဖြစ်ဖွယ်မြေတူးစာနဲ့လူအုပ်ကြီးကိုမြင်သွားခဲ့လို့ပါမယ်သူတို့တင်ပို့လိုက်တာကြောင့်စစ်တပ်မြေပြင်တပ်ဖွဲ့တွေရောက်လာတဲ့အခါမှာအမ်ဘာဒွန်ရဲ့လူသက်သမားတွေဟာအလုံးမပြီးပဲထွက်ပြေးသွားခဲ့ရပါတယ်ဒါကြောင့်ကဘာကြီးကဒီရက်ဆက်မှုကိုအချိန်မီတိခွင့်ရလိုက်တာပါပရိသတ်ကြီးခင်ဗျာဒီနေရာမှာ2026ခုနှစ်မှာ RPG နဲ့ပြည်ခံရတဲ့မြို့တော်ဝင်အာခမတ်အမ်ဘာဒွန်နဲ့အခန်းကဏ္ဍကအရေးပါလာပါတယ်2009ခုနှစ်တုန်းကသူဟာဒီမိသားစုကြီးရဲ့အဖွဲ့ဝင်တစ်ယောက်ပါဒါပေမဲ့ဒီအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးဖြစ်သွားတဲ့အခါမှာတော့သူထိတ်လန့်တုန်လှုပ်သွားပါတယ်ဒါဟာနိုင်ငံရေးမဟုတ်တော့ဘူးဒါဟာစစ်ပွဲမဟုတ်တော့ဘူးဒါဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုတာကိုသူသဘောပေါက်သွားပါတယ်ဒါကြောင့်သူဟာမိသားစုကိုကြောခိုင်းပြီးအစိုးရဘက်ကိုမျက်မြင်သက်သေအထည်ကူပြောင်းဖို့ state witness ဆုံးဖြတ်လိုက်ပါတယ်သူလည်းထွက်ဆိုချက်တွေအတွင်းဒီအချက်လက်တွေကတရားရုံးမှာအလွန်အရေးပါခဲ့ပါတယ်ဘသူကအမိန့်ပေးတာလဲဘသူကတေနတ်နဲ့စာပစ်တာလဲအစည်းအဝေးမှာပါပြီးပြောခဲ့လဲဆိုတာတွေကိုသူကဖွင့်ချခဲ့ပါတယ်သူရဲ့သက်သေထွက်ဆိုချက်တွေကြောင့်ပဲ2019ခုနှစ်စနစ်အကြာမှာတရားရုံးကဆုံးဖြတ်ချက်ချပြီးအန်ဒါအမ်ပါတွန်ဂျူနီယာနဲ့အခြားခေါင်းဆောင်ပိုင်းတွေကိုထောင်ဒဏ်တသက်ကျွမ်းပစ်ဒဏ်ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လေ2026ခုနှစ်ကိုရောက်တဲ့အထိထောင်ထဲကအကျဉ်းသားတွေရဲ့လက်ကျန်တပည့်တွေကမြို့တော်ဝင်အာခမတ်ကိုသက်စာဖောက်အဖြစ်သတ်မှတ်ပြီး RPG နဲ့ပစ်ခတ်လုကြံတဲ့အထိလက်စားချေဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဒါအတိတ်ကအရေးမဲကြီးကဖြစ်စွပန်ကိုလွှမ်းမိုးနေတဲ့အခြေအနေပါပဲ။ဒါဆိုရင်ဒီလောက်ကြီးကျယ်တဲ့ထက်ဖြတ်မှုကြီးဖြစ်ပြီးတာတောင်မှခေါင်းဆောင်တွေကိုထောင်ချပြီးတာတောင်မှဖိလစ်ပိုင်တောင်ပိုင်းမှာဘာကြောင့်တနတ်တန်တွေမတိတ်သေးတာလဲ။ဘာကြောင့်ပုဂ္ဂလိကစစ်တွေကြန့်ရှိနေသေးတာလဲ။2009ခုနှစ်ကကဘာကျော်အစုလိုက်အပြုံးလိုက်တပ်ဖြစ်မှုကြီးဖြစ်ပွားခဲ့ပြီးတရားခံတွေကိုဖမ်းဆီးအရေးယူခဲ့ပေမဲ့လည်း2026ခုနှစ်ရောက်ခဲ့အထိဖိလစ်ပိုင်တောင်ပိုင်းမှာတနတ်တန်တွေဘာကြောင့်မတိတ်ဆိတ်သေးတာလဲဆိုတဲ့မေးခွန်းကအလွန်အရေးကြီးပါတယ်။ဒီမေးခွန်းရဲ့အဖြေကအတော်လေးရှုပ်ထွေးပြီးကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုစီကိုဦးတည်နေပါတယ်။အဲ့ဒါကတော့
ဒီ data မှာလှုပ်ရှားနေတဲ့ပုဂ္ဂလိကစစ်တွက် private armies တွေဟာတောခိုနေတဲ့တရားမဝင်အဖွဲ့အစည်းတွေမဟုတ်ဘဲနိုင်ငံတော်အစိုးရကိုယ်တိုင်ကတရားဝင်အတိမတ်ပြုထားပြီးလက်နက်တပ်ဆင်ပေးထားတဲ့အဖွဲ့အစည်းတွေဖြစ်နေခြင်းပါပဲဒီအခြေအနေကိုနားလည်ဖို့အတွက်ဖိလစ်ပိုင်အစိုးရရဲ့လုံခြုံရေးမူဝါဒအကြောင်းကိုအနေငယ်ရှင်းပြဖို့လိုပါတယ်ဖိလစ်ပိုင်တောင်ပိုင်းမင်ဒါနာကိုဒေတာဟာတမိုင်းတလျောက်လုံးမှာကွန်မြူနစ်တူပုံတွေမွတ်စလင်ခွဲထွက်ရေးလက်နက်ကိုင်တွေနဲ့အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကျင်းလေကျဆားရာဒေတာဖြစ်ပါတယ်ဖိလစ်ပိုင်စစ်တပ်နဲ့ရဲတပ်ဖွဲ့အနေနဲ့ဒီကျဲပြန့်ဒီတောတောင်ထူထပ်တဲ့ဒေတာတစ်ခုလုံးကိုလုံခြုံရေးရယူဖို့ဆိုတာအင်အားမလုံလောက်ပါဘူးဒါကြောင့်အစိုးရက force multipliers လို့ခေါ်တဲ့အင်အားဖြည့်တင်းခြင်းမဟာဗျူဟာကိုအသုံးပြုခဲ့ပါတယ်အဲ့ဒီမဟာဗျူဟာအရပေါ်ပေါက်လာတာကတော့ CVO လို့ခေါ်တဲ့ရက်ပက်စေတနာဝန်ထမ်းအဖွဲ့များနဲ့ CAFG လို့ခေါ်တဲ့ဒေတာကာကွယ်ရေးပြည်သူ့စစ်အဖွဲ့များပဲဖြစ်ပါတယ်မူလရည်ရွယ်ချက်ကတော့ကျေးရွာသားတွေကိုစစ်တင်တန်းပေးလက်နက်ထုတ်ပေးပြီးကိုယ့်ရွာကိုတပုံရန်ကကာကွယ်ဖို့ထင်ပါတယ်စာရွက်ပေါ်မှာတော့ဒါဟာပြည်သူ့စစ်မဟာဗျူဟာကောင်းတစ်ခုလို့ထင်ရပါတယ်ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ဒီစနစ်ကလမ်းလွဲသွားခဲ့ပါတယ်ဒေသခံနိုင်ငံရေးသမားတွေမြို့တော်ဝန်တွေနဲ့အုပ်ချုပ်ရေးမှူးတွေဟာ DCDO နဲ့ CAFG အဖွဲ့တွေကိုဖွဲ့စည်းခွင့်ကိုကဲခွင့်အာဏာရရှိထားကြပါတယ်ဒါကြောင့်နိုင်ငံရေးသမားတွေကဒီအဖွဲ့တွေထဲကိုတာမန်ရွာသားတွေအစားသူတို့ရဲ့တပည့်တွေဆွေမျိုးသားချင်းတွေနဲ့လူမိုက်တွေကိုထည့်သွင်းလိုက်ကြပါတယ်အကျိုးဆက်ကတော့နိုင်ငံတော်ဗန်ဒန်ငွေနဲ့လာစားပေးထားနိုင်ငံတော်ကတေနတ်ထုတ်ပေးထားတဲ့အဖွဲ့တွေဟာနိုင်ငံတော်ကိုကာကွယ်ဖို့ထက်သူတို့ရဲ့ဆရာသမား boss တွေရဲ့အာဏာကိုကာကွယ်တဲ့ကိုယ်ပိုင်စစ်တွေဖြစ်သွားကြတာပါပဲအမ်ပါတွန်မီတာစုအပါဝင်ဒေတာကန်စစ်ဝီယန်တွေဟာဒီအချက်ကိုအကောင်းဆုံးအသုံးချခဲ့ကြပါတယ်2009ခုနှစ်တပ်ဖြတ်မှုကြီးမှာပါဝင်ခဲ့တဲ့တနက်သမားအများစုဟာရဲတပ်ဖွဲ့ဝင်တွေနဲ့ CVO အဖွဲ့ဝင်တွေဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်ပြောရမယ်ဆိုရင်နိုင်ငံရေးသမားတွေဟာလူမိုက်ငားเสียမလိုပါဘူးအစိုးရစီက CVO အဖွဲ့ဖွဲ့ချင်လို့စာတင်လိုက်တာနဲ့အစိုးရကလက်နက်တွေထုတ်ပေးလိုက်တယ်လို့ဖြစ်နေပါတယ်မြို့တော်ဝင်တယောက်ကသူ့မှာ CVO အဖွဲ့ဝင်နေတာရှိကဆိုရင်လက်တွေ့မှာသူ့မှာကိုယ်ပိုင်စစ်သားနေတာရှိနေတာနဲ့အတူတူပါပဲလက်နက်တွေကဘယ်ကရတယ်လဲဆိုတာလဲစိတ်ဝင်စားစရာကောင်းပါတယ်ပုံမှန်အားဖြင့်တော့ CVO နဲ့ TAFG တွေကိုဒုတိယကမ္ဘာစစ်လက်ချံ M1 Garand Rifle တွေ M114 Rifle အဟောင်းတွေလိုမျိုးခေတ်ဟောင်းလက်နက်တွေပဲတပ်ဆင်ပေးလိရှိပါတယ်ဒါပေမဲ့အမ်ဘာတွန်လိုမျိုးအာနာကြီးတဲ့မိသားစုတွေရဲ့လက်ထဲမှာတော့ M116 မောင်းပြန် Rifle အသစ်ဆက်ဆက်တွေ M60 ဆက်သနကြီးတွေပြီးတော့စစ်တမ်းမှာတော့တပ်ဆင်မှုနေပါတယ် 90mm နောက်ပွင့် Rifle 90RR တွေမော်တာတွေအထိရှိနေတတ်ပါတယ်ဒီလက်နက်တွေရရှိတဲ့လန့်ဆောင်ကနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ Gray Market လို့ခေါ်တဲ့မီခိုးရောင်စီခွက်ပါအချင်းပြချစ်ဆောင်တဲ့စစ်ပါဆိုင်ရာအရာရှိတချို့ကစစ်တမ်းရဲ့လက်နက်တိုက်ထဲကလက်နက်တွေကြီးစန်းတွေကိုပျောက်ဆုံးတိုက်ခွဲတွင်းပျက်စီးစရင်ပြတွေနိုင်ငံရေးသမားတွေစီပြန်လဲရောင်းချကြတာဖြစ်ပါတယ်တခါရမှာစစ်တပ်ကဖမ်းဆီးရမိထားတဲ့လက်နက်တွေကိုဖျက်ဆီးမပြတ်ပဲမောင်ကိုဈေးကွက်ထဲပြန်သွင်းတာမျိုးတွေလည်းရှိပါတယ်ဒုတိယလမ်းကြောင်းကတော့တရားဝင်ဝယ်ယူခြင်းကိုအလွဲသုံးစားလုပ်တာပါပြည်내အုပ်ချုပ်ရေးမှူးတွေမြို့တော်ဝင်တွေဟာသူတို့ရဲ့ရဲတပ်ဖွဲ့အတွက်ဆိုပြီးလက်နက်ဝယ်ယူခွင့်ရှိပါတယ်အဲ့ဒီဝယ်ယူထားတဲ့လက်နက်တွေကိုရဲစခန်းမှာမထားပဲသူတို့ရဲ့ကိုယ်ပိုင်နေအိမ်တွေလက်နက်တိုက်တွေမှာတင်စီထားပြီးသူတို့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့တွေကိုတက်ဆင်ပေးလိုက်တာဖြစ်ပါတယ်ဒါကြောင့်2009ခုနှစ်တပ်ဖြတ်မှုဖြစ်ပွားချိန်မှာအမ်ဘာတွိုင်မီသားစုရဲ့နေအိမ်တွေကိုဝင်ရောက်စီးနင်းရှာဖွေရမှာမြေအောက်လက်နက်တိုက်တွေထဲကနေလက်နက်ပေါင်းများစွာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်အဲ့ဒီလက်နက်တွေထဲမှာဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာန DND သစိရိမ့်နေထားတဲ့လက်နက်ဒေတာတွေအများကြီးပါဝင်နေခဲ့ပါတယ်ဒီစနစ်ဆိုကြီးကဘာကြောင့်မပြတ်သွင်းတယ်လဲဆိုရင်နိုင်ငံရေးအပေးအယူတွေကြောင့်လို့ပြောရပါမယ်မနီလာကဗဟိုအစိုးရဟာတူပုံတွေကိုတိုက်ခိုက်ဖို့အတွက်ဒီဒေတာခင်ခေါင်းဆောင်တွေရဲ့အကူအညီကိုလိုအပ်နေတဲ့တွေဒီပုဂ္ဂလိကစစ်တပ်တွေကိုမြစ်ကွယ်ပြုတ်ထားရပါတယ်တမရတွေဟာရွေးကောက်ပွဲမှာမဲလို့ရှိရင်ဒီဒေတာကဘရင်ငယ်တွေကိုမျက်နှာချိုတွေ့ရပါတယ်ဘရင်ငယ်တွေကသူတို့ရဲ့ကိုယ်ပိုင်စစ်တပ်ကိုထိန်းသိမ်းထားခွင့်ရဖို့တောင်းဆိုကြပါတယ်ဒီလိုနဲ့အပြန်အလှန်အကျိုးစီးပွားတွေကြမှာဒေနတ်ပြောင်းဝတွေကပြည်သူလူထုဘက်ကိုလှည့်နေဆဲဖြစ်ပါတယ်2026ခုနှစ်လူကျဲမှုမှာအထုံပြုခဲ့တဲ့ RPG တုံးကြီးဟာလည်းဒီလိုလမ်းကြောင်းမျိုးကနေရောက်လာတာခင်နိုင်ကြီးအများဆုံးပါပဲ RPG 7လို့လက်နက်မျိုးဟာစူပါမားကတ်မှာဝယ်လို့ရတဲ့ပစ္စည်းမဟုတ်ပါဘူးဒါဟာနေဆက်ဖြတ်ကျော်လက်နက်မွန်ခိုကိုင်းတွေစီကထင်နိုင်တယ်လို့
အကျဉ်းပြတ်စစ်ဖက်အရာရှိတွေစီကတိတ်တဆိတ်ဝယ်ယူထားတာလည်းဖြစ်နိုင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒေချာတာတစ်ခုကတော့ဖိလစ်ပိုင်တောင်ပိုင်းမှာပိတ်ဆိုင်ရှိရင်ဘာလက်နက်မဆိုဝယ်လို့ရနေလေဆိုတဲ့အချက်ပါပဲ ဒီလိုလက်နက်တွေဘလူးပြန်နေတဲ့ဥပဒေမဲ့လက်နက်ကိုင်အဖွဲ့တွေများပြားနေတဲ့ပတ်ဝန်းကျင်မှာနိုင်ငံရေးသမားတွေဟာသူတို့ကိုသူတို့ကာကွယ်ဖို့အတွက်နောက်ထပ်နီးလန်းတစ်ခုကိုရှာဖွေရပြန်ပါတယ်။အဲ့လာကတော့ငွေကြေးအမြောက်အများသုံးစွဲရတဲ့ရွေးကောက်ပွဲစည်းဝါးရေး election economy မှာပဲ။တေနတ်ရှိုံနဲ့မပြီးပါဘူး။လူမိုက်ရှိုံနဲ့မပြီးပါဘူး။မဲဝယ်ဖို့မဟာမိတ်ဖွဲ့ဖို့ရဲနဲ့တရားသူကြီးတွေကိုလပ်ထိုးဖို့အတွက်ငွေလိုပါတယ်။ဒီငွေတွေကိုသူတို့ပဲကရှာတယ်လေ။ဒီမေခွန်းရဲ့အဖြေကဖိလစ်ပိုင်နိုင်ငံဟီရဲ့အကိုဒီလိုက်စားမှုတန်တရားစက်ဝန်းကိုရှင်းပြပေးနိုင်ပါလိမ့်မယ်။ ဖိလစ်ပိုင်နိုင်ငံ၏လောကကိုမောင်းနေနေတဲ့ 3G စရန်တရားကြီးမှာ guns တေနတ်နဲ့ goons လူမိုက်ဆိုတဲ့အပိုင်းတွေကိုကျွန်တော်တို့လေ့လာခဲ့ပြီးခဲ့ပါတယ်။အခုခါမှာတော့ဒီရန်တရားကြီးတစ်ခုလုံးလဲပတ်နိုင်ဖို့အတွက်အထူးကလောင်စာထစ်တဲ့တေနတ်တွေထက်တောင်ပိုပြီးစွမ်းအားကြီးမားတဲ့တတိယအမြောက်ကြီးထစ်တဲ့ gold ရွှေတို့မဟုတ်ငွေကြေးအကြောင်းကိုဆက်လက်တင်ဆက်သွားပါမယ်။ဒီဒေသမှာနိုင်ငံရေးသမားတယောက်ဖြစ်လာဖို့ဆိုရင်ငွေကြီးအမြောက်အများရှိဖို့လိုအပ်တယ်လို့အဲ့ဒီနိုင်ငံရေးအာဏာကနေပြန်လည်ရရှိတဲ့ငွေကြေးပမာဏကလည်းမတ်မော်စရာကောင်းလာအောင်မျှပြလာပါတယ် ဖိလစ်ပိုင်ရွေးကောက်ပွဲတွေကိုနိုင်ငံတကာလေ့လာသူတွေကဈေးအကြီးဆုံးဒီမိုကရေစီပြဿနာလို့တင်စားလေးရှိကြပါတယ်။မဲဆွဲကာလရောက်ပြီဆိုရင်ငွေကြေးတွေဟာရေလိုစီးဆင်းလာပါတယ်။မဲဝယ်ချင်းဆိုတာဒီဒေသမှာတီးတိုးလို့ရတဲ့ရာဇဝတ်မှုမဟုတ်တော့ပဲလူသိရှင်ကြားလှုပ်ဆောင်တဲ့စီးပွားရေးလုပ်ငန်းစဉ်တစ်ခုလိုဖြစ်နေပါတယ်။နိုင်ငံရေးသမားတွေရဲ့အေဂျင့်တွေဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့အင်တိုင်းရရောက်တွားရောက်ပြီးငွေပေးခန့်ကြပါတယ်။ဒီလိုပေးခန့်တဲ့အခါမှာလည်းနီးဗျူဟာအမျိုးမျိုးရှိပါတယ် အထီးရောက်ဆုံးနီလန်ကတော့လက်ကားဝယ်ယူခြင်းဟိုးစေးပါရင်ပါပဲတအိမ်တက်ဆင်းလိုက်ဝယ်နေရင်ကြားတဲ့အတွက်ကြေးရွာအကြီးခဲ့တဲ့ရမိရဖားတွေမိသားစုခေါင်းဆောင်ကြီးတွေကိုတိုက်ရိုက်ချင်းကပ်ပါတယ်ခမည်းရွာမှာမဲဘလောက်ရှိလဲအဲ့ဒီမဲအားလုံးကျွန်တော်စီရောက်ရင်ခမည်းကိုသိန်းဘလောက်ပေးမယ်ဆိုပြီးညှိနှိုင်းကြတာဖြစ်ပါတယ်ဒါကို command votes လို့ခေါ်ပါတယ်မိသားစုခေါင်းဆောင်ကပတ်စံယူလိုက်ပြီဆိုရင်သူ့အောက်ကသားသမီးဆွေမျိုးတွေအားလုံးကအဲ့ဒီခေါင်းဆောင်ညွှန်ကြားတဲ့သူကိုပဲမဲထည့်ရပါတယ်မထည့်ရင်မိသားစုကဖယ်ချင်းခံရမှာဖြစ်တယ်လို့တစ်ဖက်ကလည်းမိသားစုခေါင်းဆောင်ရဲ့တိတ်ခါမာရာတာဘတ်ချက်စင်းမှဖြစ်တဲ့အတွက်တတဝေးမတင်လိုက်နာကြရပါတယ် ။ဒါဆိုရင်ဒီနိုင်ငံရေးသမားတွေကဒီလောက်များတဲ့ငွေတွေကိုဘယ်ကရတယ်လဲ။ဘာကြောင့်ဒီလောက်အရေးစွန်ပြီးရင်းနှီးမြှုပ်နှံကြတယ်လဲဆိုတဲ့မေးခွန်းပေါ်လာပါတယ်။အဖြေကတော့ Internal Revenue Allotment IRA လို့ခေါ်တဲ့ဗဟိုအစိုးရထောက်ပံ့ငွေဘတ်ဂျက်ကြောင့်ပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့စနစ်အရဗဟိုအစိုးရဟာအခွန်ပန်ငွေတွေထဲကနေဒေသဆိုင်ရာအစိုးရတွေ Local Government Units LGUs ကိုရာခိုင်နှုန်းတစ်ခုခွဲဝေပေးရပါတယ်။မက်ကန်ဒနာအိုလိုဒေတာယုံမှာစီယုံအလုပ်ယုံနဲ့ပါပြီးစီးပွားရေးဖွံ့ဖြိုးမှုနှိမ့်ကြတဲ့အတွက်ဒေတာခန့်အခွန်ငွေဆိုတာမရှိသလောက်ပါပဲ။ဒါကြောင့်မြို့တော်ဝန်တယောက်ကိုက်တွေခွေးရတဲ့ငွေချေ90ရာခိုင်နှုန်းလောက်ဟာမနီလာကပို့ပေးတဲ့ဒီ IRA ဘတ်ဂျက်ငွေတွေဖြစ်ပါတယ် ဒီဘတ်ဂျက်ငွေပမာဏဟာနည်းနည်းနော်နော်မဟုတ်ပါဘူးမြို့နယ်တစ်ခုကိုတစ်နှစ်လင်ပီဆိုတန်ပေါင်းများစွာဒေါ်လာတန်းကြီးစီးဝင်နေတာဖြစ်ပါတယ်အာဏာရနိုင်ငံရေးသမားတွေဟာဒီဘတ်ဂျက်ငွေကိုသူတို့ရဲ့ကိုယ်ပိုင်ငွေလိုသဘောထားပြီးစိတ်ကြိုက်တုံးဆွဲကြပါတယ်အတုံးအများဆုံးနီလန်းကတော့ Ghost Projects တရေစီမံကိန်းများနဲ့ Ghost Employees တရေဝန်ထမ်းများဖန်တီးခြင်းပါပဲစာရွက်ပေါ်မှာတော့လမ်းဖောက်နေတယ်တရားဆောင်နေတယ်ကျောင်းပြင်နေတယ်လို့ပြထားပေးမယ်မြေပြင်မှာတော့ဘာမှမရှိပါဘူးအဲ့ဒီစီမံကိန်းတွေထုတ်လိုက်တဲ့ငွေအားလုံးဟာနိုင်ငံရေးသမားရဲ့အိတ်ကထဲရောက်သွားပါတယ် Ghost Employee ဆိုတာကတော့ပို့ဆိုးပါတယ်မြို့တော်ခမ်းမှာ City Hall မှာဝန်ထမ်းအဖြစ်နာမည်စရင်းသွင်းထားပေးမယ်ရုံးကိုဘယ်တော့မှမလာတဲ့လူတွေထောင်ချီရှိနေတတ်ပါတယ်ဒီလူတွေထဲမှာနိုင်ငံရေးသမားရဲ့ဆွေမျိုးတွေသူတို့ရဲ့ကိုယ်ပိုင်စစ်တပ် private army တွေကတင်းတဲ့သမားတွေပါဝင်ပါတယ်ပြောရမယ်ဆိုရင်အစိုးရဘတ်ဂျက်ငွေနဲ့သူတို့ရဲ့ကိုယ်ပိုင်စစ်သားတွေကိုလာစာပေးထားတာဖြစ်ပါတယ်ဖိလစ်ပိုင်မှာ1530ဆိုတဲ့အသုံးလုံးတစ်ခုရှိပါတယ်လာတလရဲ့15ရက်နေ့နဲ့30ရက်နေ့မှာလာစာထုတ်ယုံကလွဲပြီးဘာအလုံးမမလုပ်တဲ့ဝန်ထမ်းတွေကိုဆိုလိုတာဖြစ်ပါတယ်အမ်ပါတွင်မိသားစုအာနာချီစင်ကဆိုရင်ပြည်내အစိုးရဖွဲ့မှာဒီလိုတရေဝန်ထမ်းတွေထောင်ချီရှိခဲ့ဖို့ကြောင့်စစ်ဆေးတွေ့ရှိခဲ့ရပါတယ် ဒါအပြင် shadow economy လို့ခေါ်တဲ့မောင်ခိုစီးပွားရေးလုပ်ငန်းတွေကလည်း
နိုင်ငံရေးသမားတွေရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။မူရစ်စေဝါညောင်းဝယ်မှုရှာဘူထရီတရားမဝင်လုံစားလုပ်ငန်းတွေနဲ့လက်နက်မောင်ခိုလုပ်ငန်းတွေဟာနိုင်ငံရေးအာဏာရဲ့အကာအကွယ်အောက်မှာကြီးထွားလာပါတယ်။မြို့တော်ဝန်သုံးဟော့အုပ်ချုပ်ရေးမှုချလာရင်ဒီလုပ်ငန်းတွေအားလုံးကိုထိန်းချုပ်ခွင့်စက်ကြီးကောက်ခွင့်ရရှိလာပါတယ်။ဒါကြောင့်ရွေးကောက်ပွဲဆိုတာသူတို့အတွက်အသက်သေးချအာမခံထားတဲ့စီးပွားရေးယင်းနှိမ့်မြုံနိုင်မှုကြီးတစ်ခုဖြစ်နေတာပါ။ရွေးကောက်ပွဲမှာဒေါ်လာ1 သန်းထုံးလိုက်ရင်အာဏာရတဲ့3 နှစ်သက်တမ်းအတွင်းမှာဒေါ်လာ10 သန်းလောက်ပြန်ရှာနိုင်မဲ့ခွင့်ရဖြစ်ပါတယ်။ ဒီလိုစီးပွားရေးတွက်ချေကွက်မှုကြောင့်ပဲရွေးကောက်ပွဲဒီဟာတွဲထက်တန်ရိုဖြစ်လာရတာပါရှုံးနှိမ်သွားတဲ့အတွက်ကနိုင်ငံရေးနေရာပျောက်သွားရုံတည်းမဟုတ်ပဲစီးပွားရေးလုပ်ကွက်တွေဝင်ငွေလမ်းကြောင်းတွေနဲ့မိသားစုရဲ့လုံခြုံမှုပါပျောက်ဆုံးသွားမှာဖြစ်ပါတယ်ဒါကြောင့်နိုင်ရင်အကုန်ယူရှုံးရင်အကုန်ဆုံးဆိုတဲ့အခြေအနေမှာဘယ်သူမှနောက်မဆုတ်ရဲကြပါဘူးကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့တွေမွေးမြူထားလာဟာလေရန်သူရန်ကကာကွယ်ဖို့တတ်မဟုတ်ပဲမိမိရဲ့စီးပွားရေးအင်ပါယာကိုကာကွယ်ဖို့အတွက်မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လာပါတယ်ငွေချေးအင်အားကြီးမားလာတာနဲ့အမျှသူတို့ရဲ့တူစာအာဏာဟာတရားစီရင်ရေးစနစ် justice စနစ်ကိုပါလွှမ်းမိုးလာပါတယ်တရားသူကြီးတွေရှိနေကြုတ်တွေကိုငွေကြီးနဲ့လက်ထိုးတာချင်းချောက်တာတွေလှုပ်ဆောင်ပြီးဥပဒေကိုမိမိစိတ်ကြိုက်ပုံဖော်ကြပါတယ်ရဲတပ်ဖွဲ့ဆိုတာကတော့ဒေတာခံနိုင်ငံရေးသမားတွေရဲ့လက်ကင်တို့တတ်တာထိနေတတ်ပါတယ်ရဲစခန်းမူရထူးနေရာကိုဘယ်သူရမလဲဆိုတာကိုမြို့တော်ဝန်ကဆုံးဖြတ်ခွင့်ရှိနေတဲ့စနစ်ကြောင့်ရဲရာဥပဒေထက်မြို့တော်ဝန်ရဲ့အမိန့်ကိုပိုနာခံကြပါတယ်ဒီငွေကြီးလက်နက်နဲ့အာဏာတန်တရားစဝင်းကြီးဟာတာမန်ပြည်သူလူထုကိုစင်ရဲမွဲတေမှုတွင်းနဲ့ထဲကနေယုံမထွက်နိုင်အောင်ဖိနှိပ်ထားပါတယ်ပြည်သူတွေစင်ရဲလေရွေးကောက်ပွဲနီးရင်ပေးကမ်းတဲ့ငွေကြီးအနှဲငယ်ကိုမတ်မောပြီးမဲပေးလေဖိနေပါတယ်နိုင်ငံရေးသမားတွေကလည်းပြည်သူတွေကိုပညာတတ်သွားမှာစီးပွားရေးပြည်လဲသွားမှာကိုမလိုလားကြပါဘူးသူတို့အပေါ်မိခိုနေရတဲ့ဘဝမျိုးကိုပဲဆက်လက်ထိမ့်သိမ်းထားခြင်းကြပါတယ်ဒါဟာခေတ်အဒီတရားစစ်စနစ် modern feudalism တမျိုးပါပဲဒါပေမဲ့ဒီခေတ်ကြီးမှာငွေကြီးနဲ့တနန်းအပြင်နောက်ထပ်စစ်မျက်နှာတစ်ခုပေါ်ပေါက်လာပါပြီအဲ့ဒါကတော့တရင်ချက်လက်နီးပညာနဲ့မီဒီယာစစ်ပွဲပါပဲတချိန်ကရေဒီယိုလိုင်းတွေပေါ်မှာအားပြိုင်ခဲ့ကြရကနေယခုအခါမှာတော့ Facebook လိုလူမှုကွန်ရက်တွေပေါ်မှာဝါဒဖြန့်ချီရေးတိုက်ပွဲတွေတရင်တုဖန်တီးမှုတွေနဲ့ပြိုင်ဘက်ကိုလှုပ်ကြံထပ်ဖြန့်မှုတွေ character assassination ပြုလုပ်လာကြပါတယ်ဒီ digital စစ်ပွဲဟာတနက်တမ်းမကြရပေမဲ့လူ့ဘွဲစီကိုပုံမကွဲပြားစေပြီးအမုန်းတရားတွေကိုပုံမကြီးထွားစေပါတယ်ဖိလစ်ပိုင်တောင်ပိုင်းမင်ဒါနာအိုဒေသရဲ့နိုင်ငံရေးတိုက်ပွဲခွင်မှာငွေကြေးနဲ့လက်နက်တွေလောက်ပဲကြောက်စရာကောင်းတယ်တခါတလေလက်နက်တွေထက်တောင်ပိုပြီးသွေးတွေရက်ဆက်တဲ့စစ်မျက်နှာပြင်တစ်ခုရှိပါသေးတယ်အဲ့လာကတော့သတင်းမီဒီယာနဲ့ဝါဒဖြန့်ချီရေးစစ်ပွဲပါပဲဒီဒေသမှာရှေးရခင်ကကလေးကလက်ဆင့်ကဲလာတဲ့စူရိုးစကားတစ်ခုရှိပါတယ်တနက်ကလူတစ်ယောက်ကိုပဲတတ်နိုင်တယ်ဒါပေမဲ့ရေဒီယိုကတော့လူတစ်မျိုးလုံးကိုတတ်နိုင်တယ်ဆိုတဲ့စကားပါဒီစကားဟာချဲ့ကားပြောဆိုခြင်းမဟုတ်ပဲလက်တွေ့မီဘင်းကအခြေအနေမှန်ကိုထင်ဟပ်နေပါတယ်ဖိလစ်ပိုင်နိုင်ငံရဲ့မီဒီယာလောကအထူးသဖြင့်နေဒေသတွေမှာအလွန်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ယဉ်ကျေးမှုတစ်ခုအမြင့်တွယ်နေပါတယ်အဲ့ဒါကို ACDC journalism လို့ခေါ်ပါတယ် AC ဆိုတာက attack and collect တိုက်ခိုက်ပြီးပတ်စံကောက်ခြင်းဖြစ်ပြီး DC ဆိုတာက defend and collect ကာကွယ်ပြီးပတ်စံကောက်ခြင်းဖြစ်ပါတယ်ဒါဟာသတင်းသမားကျင့်ဝတ်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီးသတင်းလုပ်ငန်းကိုငွေရှာတဲ့လက်နက်တစ်ခုအဖြစ်အသုံးချနေကြတာဖြစ်ပါတယ်ဒီစနစ်ဘလို့အလုပ်လုပ်တယ်လဲဆိုရင်နိုင်ငံရေးသမားတစ်ယောက်ကသူ့ရဲ့ပြိုင်ဘက်ကိုတိုက်ခါကြစေခြင်းတဲ့အခါရေဒီယိုအတန်လွင့်သူတစ်ယောက်ကိုငှားရန်လိုက်ပါတယ်အဲ့ဒီအတန်လွင့်သူကမနစ်ခင်းအစီအစဉ်တွေမှာပြိုင်ဘက်နိုင်ငံရေးသမားရဲ့အကြောင်းကိုဆူဆူရွရွဝေဖန်တိုက်ခိုက်အပုတ်ချပြီးလေးလိုင်းတွေကနေနေစဉ်ရက်ဆက်ဟောင်းပေးပါတယ်ဒါကို AC လို့ခေါ်ပါတယ်တစ်ဖက်ကဖိမှတ်ထားခံရတဲ့နိုင်ငံရေးသမားကမခံနိုင်တော့တဲ့အခါအဲ့ဒီအတန်လွင့်သူကိုဆက်သွယ်ပြီးပါဆက်ပက်ခပေးရပါတယ်ပိုက်ဆံရသွားရင်တော့ဝေဖန်တန်တွေတိတ်သွားပါပြီဒါက collect လို့ခေါ်ပါတယ်တခါတုန်းလေးမှာတော့နိုင်ငံရေးသမားကအရှုပ်တော်ပုံတစ်ခုခုနဲ့ညီးစွန်းနေတဲ့အခါမီဒီယာသမားကိုပိတ်ဆက်ပေးပြီးသူ့ဘက်ကနေကာကွယ်ပြောဆိုခိုက်ပါတယ်သူကလူကောင်းပါဒါကလောက်ကျန်တဲ့မှာဆိုပြီးရှင်းချက်ထုတ်ဖေးတာမျိုးပါ
ဒါကတော့ DC Defend and Collect ပုံစံဖြစ်ပါတယ်ဒီလိုကျေးစားမီဒီယာယဉ်ကျေးမှုကြောင့်ဖိလစ်ပိုင်နိုင်ငံကသတင်းသမားတွေအတွက်ကမ္ဘာအန်ဒီရဲ့အရှိဆုံးနိုင်ငံတွေထဲမှာပါဝင်နေရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပိတ်ဆံပေးပြီးနှုတ်ပိတ်လို့မရတဲ့အခါဒါမှမဟုတ်တစ်ဖက်နဲ့တစ်ဖက်အားခဲမှုပြင်းထန်လွန်းတဲ့အခါနိုင်ငံရေးသမားတွေကမိုက်ခရိုဖုန်းကိုတင်းနဲ့ဖြည့်ရှင်းဖို့ဝမ်းမလေးကြလို့ပါပဲ။2009ခုနှစ်မက်ကန်ဒါနာအိုစူလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးမှာသတင်းထောက်30ဦးတေဆုံးခဲ့ရတာဟာဒီအချက်ကိုမီးမောင်ထိုးပြနေပါတယ်။အဲ့ဒီသတင်းထောက်တွေဟာမန်ဂူဒါဒါတုမိသားစုရဲ့ဖိတ်ချချက်အရာရောက်လာကြတာဖြစ်ပေမဲ့တကယ်တမ်းမှာတော့သူတို့ဟာနိုင်ငံရေးစစ်တူရင်ပွဲရဲ့နိုင်ရုပ်ကလေးတွေတစ်ဖွဲ့ဖြစ်ခဲ့ရပါတယ်။မန်ဂူဒါဒါတုကမီဒီယာတွေပါလာရင်အမ်ဘာတွန်တွေလက်ဆောင်လိမ့်မယ်လို့တွက်ခဲ့ပေမဲ့အမ်ဘာတွန်တွေကတော့တတ်သေးမထားဘူးဆိုတဲ့မူဝါဒနဲ့မီဒီယာသမားတွေကိုပါရန်သူမိတ်ဆွေအဖြစ်တတ်မှတ်ပြီးရှင်းဖြစ်ခဲ့တာဖြစ်ပါတယ်။2026ခုနှစ်ကာလကိုရောက်လာတဲ့အခါမှာတော့စစ်မျက်နှာပြင်ကရေဒီယိုလေလိုင်းတွေကနေအင်တာနက်လူမှုကွန်ရက်တွေပေါ်ကိုပြောင်းလဲလာပါနေဖိလစ်ပိုင်နိုင်ငံဟာကမ္ဘာဆိုရှယ်မီဒီယာမြို့တော် Social Media Capital of the World လို့တင်စားခံရလောက်အောင် Facebook သုံးစွဲမှုအလွန်များပြားတဲ့နိုင်ငံဖြစ်ပါတယ်။ဒီချက်ကိုနိုင်ငံရေးသမားတွေကကောင်းကောင်းအသုံးချကြပါတယ်။အခုခေတ်မှာသူတို့မွေးမြူထားတာကတနက်ကြိုက်ထားတဲ့ Goons တွေမဟုတ်တော့ပါဘူး။ keyboard ကြိုက်ထားတဲ့ Troll Farms တွေရဲ့လှုပ်ဆောင်ပုံကအလွန်စနစ်ကြပါတယ်။သူတို့ဟာအဆောက်အဦတစ်ခုထဲမှာကွန်ပျူတာပေါင်းများစွာဖုန်းပေါင်းများစွာနဲ့ဝန်ထမ်းတွေကိုလစာပေးခန့်ထားပါတယ်။ဒီဝန်ထမ်းတွေရဲ့အလုပ်ကတော့ fake accounts ပေါင်းများစွာဖန်တီးပြီးမိမိတို့ရဲ့ boss ကိုထောက်ခံတဲ့စာတွေရေးပုံတွေတင်ပြိုင်ဖက်ကိုတိုက်ခိုက်တဲ့သတင်းတု fake news တွေဖြန့်ဝေဖို့ဖြစ်ပါတယ်။ဥပမာမြို့တော်ဝန်အာခမက်အမ်ဘတွင်ဟာအချင်းပြချက်စားသူဖြစ်ပါတယ်။သူကသာတကယ်လူသက်သမားဖြစ်ပါတယ်ဆိုတဲ့ post တွေကိုရွေးရည်နဲ့အမျှထောင်တောင်းချီပြီးတင်ကြပါတယ်။လူတစ်ယောက်ကအလိမ်ညာစကားသခွင်းကိုအကြိမ်ကြိမ်ကြားရတဲ့အခါအမှန်လို့ထင်မှတ်လာတဲ့စိတ်ပညာသဘောတရားကိုအသုံးချတာဖြစ်ပါတယ်။ဒါပြင် historical revisionism လို့ခေါ်တဲ့တမိုင်းကိုပြန်လဲပြင်ဆင်ရေးထားခြင်းကိုလည်းဒီ troll တွေကလှုပ်ဆောင်ကြပါတယ်။ Empire မိသားစုရဲ့အတိတ်ကရက်စက်မှုတွေကိုလူတွေမိတ်သွားအောင်ဒါမှမဟုတ်အဲ့ဓာတွေကလုတ်ကြံတဲ့တွေပါလို့ထင်သွားအောင်တမိုင်းမှန်ကိုဖျောက်ဖျက်ဖို့စ조사ကြပါတယ်။2009ခုနှစ်ထပ်ဖြတ်မှုကြီးမှာတေဆုံးသွားသူတွေဟာတကယ်တော့ကွန်မြူနစ်သူပုံတွေပါ။အမ်ဘာတွဲမိသားစုကတိုင်းပြည်ကိုကာကွယ်ခဲ့တာပါဆိုတဲ့လုတ်ကြံဇလန်းတွေကိုဖြန့်ဝေပြီးလူထုကတို့တဲ့ဖြင့်အဖြစ်မှန်ကိုမမီလိုက်တဲ့လူငယ်မျိုးဆက်တွေကိုမိုင်းတိုက်ကြပါတယ်။ဒီနေ့ပညာစစ်ပွဲမှာမြို့တော်ဝန်အာခမအနေနဲ့ရင်ဆိုင်ရတာက RPG တုံးကြီးတွေထက်ပိုခက်ခဲနိုင်ပါတယ်။ RPG ကိုတန်ကြကာနဲ့ကာကွယ်လို့ရပေမဲ့ online ပေါ်ကဂုံတိခါဖြိုခွင်းမှုတွေကိုတော့ကာကွယ်ဖို့ခက်ခဲလာပါတယ်။သူ့ကိုလုံခြံတဲ့နေ့မှာပဲ online ပေါ်မှာမြို့တော်ဝန်ကသူ့ကိုယ်သူလုံခြံပြီးလူဒီဂယုနာသက်အောင်ဇလန်းစီနေတယ်ဆိုတဲ့သတင်းတွေချက်ချင်းပြန့်နှံ့လာတာကိုတွေ့ရပါတယ်။ဒါဟာကြာပန်းဖြစ်သွားတာမဟုတ်ပဲကြိုတင်ပြင်ဆင်ထားတဲ့ narrative war ဇလန်းပုံဖော်မှုစစ်ခွဲတစ်ခုဖြစ်ပါတယ်။ဒီလောက်ရှုပ်ထွေးပွေလီလာတဲ့ပြည်တွင်းပရိက္ခာလက်နက်ကိုင်အကြမ်းဖက်မှုမီဒီယာစစ်ပွဲတွေကြားထဲမှာဖိလစ်ပိုင်အစိုးရတရက်တည်းပါဝင်ပတ်သက်နေတာမဟုတ်ပါဘူး။ကမ္ဘာမဟာအင်အားကြီးနိုင်ငံဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့အခြားနိုင်ငံတကာအဖွဲ့အစည်းတွေကလည်းဒီမင်ဒါနာအိုအရေးခင်းထဲမှာခြေရှုပ်နေကြပါတယ်။အကြမ်းဖက်ဝါဒနှိမ်နင်းရေးခေါင်းစဉ်အောက်ကနေသူတို့ဘာတွေလောက်ဆောင်နေကြသလဲ။မြို့တော်ဝင်ကိုပြစ်လိုက်တဲ့လက်နက်တွေနဲ့နိုင်ငံတကာအကူအညီတွေကဘယ်လိုဆက်ဆံနေပါလဲဆိုတာကပေါ်ပြီးကျေပြန့်တဲ့စက်ခုံကြီးတစ်ခုဖြစ်လာပါတယ်။ဖိလစ်ပိုင်တောင်ပိုင်းမင်ဒါနာအိုကျွန်းရဲ့ပဋိပက္ခမီးတောက်ကြီးဟာဒေသတွင်ပြဿနာတတ်တတ်မဟုတ်ပဲနိုင်ငံတကာအတိုင်းဝိုင်းနဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ခြေလှမ်းတွင်ရှုပ်ထွေးနေတဲ့ပထဝီနိုင်ငံရေးစစ်တွင်းကွက်ကြီးတစ်ခုလည်းဖြစ်နေပါတယ်။ဒီကျွန်းစုဟာမြေပုံပေါ်မှာကြည့်မယ်ဆိုရင်ပစိဖိတ်သမုဒ္ဒရာနဲ့အရှေ့တောင်အာရှရေကြောင်းလမ်းမကြီးတွေဆုံရမှာတည်ရှိနေပြီးတယန်စသာပေါ်ကျွယ်ဝါသလိုအချမ်းဖက်ဝါဒရဲ့ပြိုးခင်းမြေတစ်ခုလည်းဖြစ်နေတာကြောင့်ကမ္ဘာရဲ့အရာရှိကြီးအမေရိကန်ပြည်ထောင်စုရဲ့မျက်စိကျခြင်းကိုခံနေရတာကြာခဲ့ပါပြီ။2026ခုနှစ်ရဲ့နီးပညာမြေလုတ်ကြံမှုကြီးဖြစ်ပေါ်လာရတဲ့နောက်ခန့်အကြောင်းတရားတွေထဲမှာဒီနိုင်ငံတကာပါဝင်ပတ်သက်မှု international involvement ကလည်းအဓိကအခမ်းကဏ္ဍကနေပါဝင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ2002ခုနှစ်လောက်ကတည်းက Operation Enduring Freedom Philippines ဆိုတဲ့ခေါင်းစဉ်နဲ့ဒီဒေသမှာစစ်ရေးရာဝင်ရောက်ဆွတ်ဖက်ခဲ့ပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ Al-Qaeda နဲ့ဆက်နွယ်နေတဲ့ Abu Sayyaf အဖွဲ့နဲ့ဂျမာအစ္စလာမီယာလိုအကြမ်းဖက်အဖွဲ့တွေကိုနှိမ့်နှင်းဖို့ဖြစ်ပါတယ်
အမေရိကန်တွေကဖိလစ်ပိုင်စစ်တပ်ကိုခေတ်မီလက်နက်တွေလေ့ကျင့်ရေးတွေထောက်လှမ်းရေးနည်းပညာတွေ drone surveillance နဲ့ဒေါ်လာသန်းပေါင်းများစွာသောအကူအညီတွေပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာမှာကောင်းစီခြင်းလို့လုပ်ပါတော့လေစေတနာကဝေဒနာဖြစ်သွားရတဲ့အခြေအနေဆိုးတစ်ခုပေါ်ပေါက်လာပါတယ်။ အဲ့ဒါကတော့ဒေတာခန့်စစ်ပြီးအနေနဲ့နိုင်ငံရေးသမားတွေကဒီအကြမ်းဖက်နှိမ်နင်းရဲ့စစ်ပွဲ War on Terror ကိုသူတို့ရဲ့ကိုကြိုးစီပွားရေးအတွက်ပါနတ်စွာအသုံးချခဲ့ခြင်းပါပဲ။အမ်ပါတွယ်မိသားစုအပါအဝင်ဒေတာခန့်အာဏာရှင်တွေဟာသူတို့ရဲ့နိုင်ငံရေးပြိုင်ဖက်တွေကိုသူတို့ရဲ့စီးပွားရေးလမ်းကြောင်းပိတ်ဆို့သူတွေကိုအကြမ်းဖက်သမားတွေပါတူပုံတွေပါဆိုပြီးတစိတ်ကအစိုးရတပ်နဲ့အမေရိကန်တွေကိုတည်င်းမပေးတတ်ကြပါတယ်။ရလက်အနေနဲ့အစိုးရတပ်ကအမ်ပါတွန်တွေရဲ့ရန်သူကိုဝင်ရောက်တိုက်ခိုက်ပေးသလိုဖြစ်သွားပြီးအမ်ပါတွန်တွေကတော့သူ့ရဲ့လက်ကိုသွေးမစွန်းစေပဲပြိုင်ဘက်ကိုရှင်းလင်းနိုင်ခဲ့ကြပါတယ်။ဒါအပြင်အကြမ်းဖက်နှိမ်နင်းဤခေါင်းစဉ်အောက်မှာဖွဲ့စည်းထားတဲ့ B2 စစ် CVO အဖွဲ့တွေအတွက်အမေရိကန်ထောက်ပံ့တဲ့လက်နက်တချို့ဟာလည်းတွေ့ဝိုင်းသောနီလိုင်းတွေနဲ့ဒီစစ်ဘီရင်တွေရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။ ရဲစရာကောင်းပြီးငိုအားထက်ရဲအားတန်ဖြစ်ရတဲ့အချက်ကတော့2009ခုနှစ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးမှာအမ်ဘာတွန်ရဲ့လူမိုက်တွေကိုင်ဆောင်ခဲ့တဲ့ M16 rifle အသစ်ဆက်တပ်ကြီးချူမှာ Property of US Government American အစိုးရပိုင်ပစ္စည်းဆိုတဲ့စာတမ်းတွေတွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။ American အခွင့်ထမ်းပြည်သူတွေရဲ့ပိုက်ဆံနဲ့ဝယ်ယူထားတဲ့လက်နက်တွေကအကြမ်းဖက်သမားကိုပြစ်ခတ်ဖို့မဟုတ်ပဲတရင်တောင်တွေနဲ့အပြစ်မဲ့အမျိုးသမီးတွေကိုတပ်ဖြတ်ရမှာအတုံပြခြင်းခံလိုက်ရတာဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာအကူအညီတွေကဒေသတွင်အကိုတိလိုက်စားမှုနဲ့ပေါင်းဆက်သွားတဲ့အခါဘလောက်အန်ဒီရဲ့ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုသက်သေပြနေပါတယ်။ နောက်ထပ်ရှုပ်ထွေးတဲ့အချက်ကတော့ ISS Islamic State အဖွဲ့ရဲ့လွှမ်းမိုးမှုကြီးထွားလာခြင်းဖြစ်ပါတယ်။အမ်ဘာတွန်လိုမျိုးရိုးရာနိုင်ငံရေးသမားတွေကအာဏာနဲ့ငွေကြေးအတွက်တိုက်ခိုက်ကြပေမဲ့မျိုးဆက်တစ်လူငယ်တချို့ကတော့ဒီလိုအကတိလိုက်စားတဲ့နိုင်ငံရေးစနစ်ကြီးကိုစိတ်ကုန်ပြီးဘာသာရေးအစွန်းရောက်ဝါဒဘက်ကိုဦးလည်လာကြပါတယ်။2019ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မာရာဝီမျိုးသိမ်းတိုက်ပွဲဟာကဘာကိုတုံးလို့စေခဲ့ပါတယ်။ ISS အလံလွှင့်ထူထားတဲ့မော်တီအဖွဲ့ကမြို့တစ်မြို့လုံးကို9လကြာတိမ်ပိုက်ထားခဲ့တာပါ။ဒီဖြစ်စဉ်ကဘာကိုပြသနေလဲဆိုတော့ဖိလစ်ပိုင်တောင်ပိုင်းမှာငွေကြေးအတွက်တိုက်တဲ့စစ်ပွဲအပြင်ဝါဒရေးရာအတွက်တိုက်တဲ့စစ်ပွဲပါထပ်တိုးလာပြီဆိုတာပါပဲမျိုးတော်ဝန်အခမအမ်ဘတွန်လိုလူမျိုးတွေတော့ချင်းနီကပူပြီးကြက်တဲ့လာပါတယ်သူတို့ကတစ်ဖက်မှာနိုင်ငံရေးပြန်ပဲမိသားစုတွေနဲ့တက်ရတယ်လို့အခြားတစ်ဖက်မှာလည်းသူတို့ကိုတစ္ဆာဖောက်တယ်အစိုးရရဲ့ခွေးတယ်လို့သတ်မှတ်ထားတဲ့ ISS လို့အစွန်းရောက်အဖွဲ့တွေရဲ့လုပ်ကြံမှုကိုပါတတိထားနေရပါတယ်2020ခုနှစ်လောက်ကျန်မှုမှာ RPG တုံးကြီးအသုံးပြုခဲ့ခြင်းကလည်းဒီအချက်ကိုမိမောင်းထိုးပြနေပါတယ်။ပုံမှန်နိုင်ငံရေးသမားအချင်းချင်းတိုက်ပွဲတွေမှာတနက်လောက်တာထုံးလေရှိပြီးမယ်ဒီလိုစစ်ပွဲတုံးကြီးမျိုးကိုတုံးလာတာကလောက်ကျန်သူတွေဟာစစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုရှိတဲ့အစွမ်းရောက်အဖွဲ့တွေနဲ့ဆက်နွယ်နေနိုင်ကြောင်းသို့မဟုတ်ငွေကြီးအမြောင်ညာတုံးဒီကြေးစားစစ်သားတွေကိုဟာရန်ထားကြောင်းတုံးတတ်နိုင်ပါတယ်။ဒီလိုမငြိမ်မသက်မှုတွေကြားထဲမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာကလည်းလိတ်လိုပဲနေကွေးစွာတွားနေပါတယ်။အစိုးရလည်းအဓိကသူ့ဘုံအဖွဲ့ကြီးဖြစ်တဲ့ MILF Moro Islamic Liberation Front တို့2014ခုနှစ်မှာငြိမ်းချမ်းရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် BARMM Bangsamoro Autonomous Region in Muslim Mindanao လို့ခေါ်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုထူထောင်ခဲ့ကြပါတယ်။ theory ကတော့ဒါဟာငြိမ်းချမ်းရေးရဲ့အစပါပဲ။ဒါပေမဲ့လက်တွေ့မှာတော့ဒီ BARMM အစိုးရတင်မှာဘသူအာဏာရမလဲဆိုတဲ့အပေါ်မူတည်ပြီးအကွဲအပြဲတွေလောက်ကန်ထက်ထန်မှုအသစ်တွေပေါ်ပေါက်လာပြန်ပါတယ်။ဘာကြောင့်လဲဆိုတော့ BARMM ဆိုရတစ်မှာ block grant လို့ခေါ်တဲ့ဗဟိုအစိုးရကနှစ်စဉ်ထောက်ပံ့မဲ့ဘတ်ဂျက်ငွေအမြောက်အများပါဝင်လာလို့ဖြစ်ပါတယ်။ဒီနှစ်ကိုဒေါ်လာ1 billion လောက်ရှိတဲ့ဒီဘတ်ဂျက်ကိုကင်တွယ်ခွင့်ရမယ်သူဟာမင်ဒနာအိုရဲ့ပြည်ရင်အသစ်ဖြစ်လာမှာပါ။ဒါကြောင့် MIF ခေါင်းဆောင်ဟောင်းလေရိုးရာနိုင်ငံရေးမိသားစုတွေအမ်ဘာတွန်မန်ဂူဒါတာသူစာသစ်ဖြစ်နဲ့တက်သစ်စာနိုင်ငံရေးသမားတွေဟာဒီရှေအိုကြီးကိုလူဖို့တဲ့အကင်ထန်စ조사နေကြပါတယ်။အရင်ကတင်းနဲ့တိုက်ခဲကြတဲ့သူပုံတွေကအခုနိုင်ငံရေးသမားတွေထစ်လာတဲ့အခါသူတို့လည်းပဲရွေးကောက်ပွဲနိုင်ဖို့အတွက်လက်နက်ကင်လမ်းစဉ်ကိုလုံးဝဆွတ်လွတ်နိုင်ခြင်းမရှိသေးပါဘူး။မျိုးတော်ဝန်အခမတ်ဟာဒီကြားကလာအကူပြောင်း transition period မှာအရေးပါတဲ့ကစားသမားတစ်ယောက်ထစ်ပါတယ်။သူကအမ်ဘာတွန်မီတာစုနဲ့ခွဲထွက်လာသူထစ်ပေမဲ့သူ့မှာကိုပန်ဩဇာအာဏာနဲ့အမာခံနေမည်ရှိနေစေပါတယ်။သူအသက်ခံရဲ့ဒါမှမဟုတ်သူနိုင်ငံရေးကနေဖယ်ရှားခံရရဲ့ဒီဒေတာရဲ့အာဏာချင်းခွင့်ရပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်သူ့ကိုလောက်ကျန်တာဟာလူတစ်ယောက်ကိုတတ်တာမဟုတ်ပဲ
လာမယ့်ရွေးကောက်ပွဲရလဒ်ကိုကြိုတင်ပြောင်းလဲပြဖို့စ조사တဲ့နိုင်ငံရေးစစ်စင်ရေးတစ်ခုဖြစ်ပါတယ်။ဒီနိုင်ငံတကာဒေတာတွင်းနဲ့ပြည်တွင်းရှုပ်ထွေးမှုတွေပေါင်းစုံနေတဲ့အခြေအနေမှာ RPG တုံးကြီးထိမှန်ပြီးမိခိုးတွေဥထွေးနေတဲ့ Land Cruiser ကားကြီးဟာလမ်းမပေါ်မှာဆက်လက်ပြေးလွှားနေရခြင်းဟာမင်ဒနာအောင်ငင်းချမ်းရဲ့ခီးစင်နဲ့တူနေပါတယ်။ထိခိုက်ဒဏ်ရာတွေရထားတယ်။အန်ဒီရတွေဝိုင်းနေတယ်။ဒါပေမဲ့ရပ်တန်းလိုက်လို့မရဘူး။ရှေ့ကိုဆက်သွားမှသာအသက်ရှင်နိုင်မယ်ဆိုတဲ့အခြေအနေပါပဲ။မြို့တော်ဝင်အခမတ်အနေနဲ့ဒီလောက်ချန်မှုကနေလွတ်မြောက်ပြီးတော့သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုကဘာဖြစ်မလဲ။သူဘယ်ကိုသွားမလဲ။ရဲစခန်းကိုသွားမှာလား။ဒါမှမဟုတ်သူ့ရဲ့ကိုယ်ပိုင်ခန်းထကိုပြန်ပြီးတန်ပြန်စစ်စင်ရေးဆိုးဖို့ပြင်ဆင်မှာလား။ RPG တုံးကြီးထိမှန်ခံရတဲ့မြို့တော်ဝင် Ahmad Empatwan ရဲ့ Land Cruiser ကားကြီးဟာမိခိုးတန်းကြီးတစ်ခုကိုဆွဲပြီးဘေးကင်းရနေရာတစ်ခုစီကိုအရှိန်ပြင်းပြင်းမောင်းနှင်ရောက်ရှိသွားခဲ့ပါပြီ။ကားရတန်သွားပြီးနောက်ထူထဲလာတဲ့တံပဏီတကားကိုဖွင့်လိုက်တဲ့အခါမြို့တော်ဝင်ဟာဘေးကင်းစွာဆင်းသက်လာနိုင်ခဲ့ပေမဲ့ကားရဲ့နောက်ပိုင်းတစ်ခုလုံးကတော့စုပ်ပြတ်တက်နေပြီးမိကျွမ်းထားတဲ့အနံ့ဆိုးတွေထွက်ပေါ်နေပါတယ်။ဒီမြင်ကွင်းဟာလောက်ကျန်မှုမအောင်မြင်ခဲ့ဘူးဆိုတဲ့သက်သေဖြစ်တယ်လို့တရားဥပဒေစိုးမိုးရေးအတွက်စိန်ခေါ်မှုကြီးတစ်ခုရဲ့အစားအလဲဖြစ်ပါတယ်။မိုခင်းပညာရပ်မှာအရေးကြီးဆုံးလို့သတ်မှတ်ထားတဲ့ရွှေရောင်48နာရီ The Golden 48 Hours ကာလစတင်ပါပြီ။ဒီအချိန်ကာလအတွင်းမှာသက်သေအထောက်အထားတွေကိုရှာဖွေနိုင်မှာတရားခံကိုဖော်ထွေးနိုင်မှာသာအမှုမှန်ပေါ်ပေါက်နိုင်မှာဖြစ်ပေမဲ့ဖိလစ်ပိုင်တောင်ပိုင်းရဲ့ရှုပ်ထွေးလာတဲ့နိုင်ငံရေးနယ်မြေမှာတော့ဒီရွှေရောင်48နာရီဟာအမှန်တရားကိုဖော်ထွေးတဲ့အချိန်ထက်အမှန်တရားကိုဖုံးကွယ်တဲ့နိုင်ငံရေးကစားကွယ်ရွှေတဲ့အချိန်ကာလဖြစ်သွားလိမ့်ရှိပါတယ်။ မူခင်းဖြစ်ပွားရာနေရာကို crime scene လို့ခေါ်တဲ့မူခင်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေရောက်မလာခင်မှာပဲပထမဆုံးရောက်လာတဲ့သူတွေကတော့သတင်းတောက်တွေဒေတာခင်တွေနဲ့အရေးကြီးဆုံးကတော့နိုင်ငံရေးသမားတွေရဲ့လက်နက်ကိုင်တပိတ်တွေပါပဲပုံမှန်နိုင်ငံတကာစံချင်းစံညွှန်းတွေအရမူခင်းဖြစ်ပွားရာနေရာကိုတိတ်အဝါရောင်တွေနဲ့တားဆီးထားပြီးဘယ်သူမှမဝင်ရဘူးလို့သတ်မှတ်ထားပေမဲ့ဒီဒေသမှာတော့မူခင်းနေရာဟာဈေးပွဲတော်တစ်ခုလိုလူရှုံနေတတ်ပါတယ်တပ်တေခန့်ကြီးခွန်တွေတို့ခနင်းလီလာကောက်ယူသွားတာကားတရာရာတွေကိုလူအုပ်ကြီးကနင်းချေဖျက်ဆီးဖြစ်လိုက်တာမျိုးတွေဟာမကြာခဏဖြစ်လေရှိတဲ့အဖြစ်ဆိုးတွေပါပဲဒါဟာမတော်တဆဖြစ်တာမျိုးရှိသလိုတမင်ရည်ရွယ်ပြီးတပ်တေဖြောက်ဖို့လူအုပ်ကြီးကိုလွတ်ထွားတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီလောက်ကျန်မှုမှာလောက်ကျန်သူတွေစီးနင်းလာတဲ့အဖြူရောင်ဘန်းကားနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့ရဲ့တွေ့ရှိချက်ကစိတ်ဝင်စားစရာကောင်းလာပါတယ်ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရလောက်ကျန်သူ3ဦးကိုအသေးဖမ်းဆီးရမိတယ်လို့ဆိုပါတယ်ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့အတုံးလုံးမှာတော့နန်လာဘန်လို့ခေါ်ပါတယ်အတိတ်ဖယ်လာတော့ပြန်လဲခုခံလို့ဖြစ်တာလိုက်ရတယ်ဆိုတဲ့သဘောပါပဲဒါဟာမူခင်းစစ်စေးရှုထောင်ကချီရဲ့အလွန်အဆင်ပြေလွန်းလက်ဒါပေမဲ့တန်တရားဖြစ်ဖွယ်ကောက်လာတဲ့ညီကုံချုပ်မှုတစ်ခုပါပဲတေဆုံးသွားတဲ့တရားခံတွေဟာစကားမပြောနိုင်တော့ပါဘူးသူတို့ကိုဘသူခိုက်တာလဲဘသူစီကပိုက်ဆံယူတာလဲ RPG တုံးကြီးကိုဘယ်ကရတယ်လဲဆိုတဲ့အဓိကမေးခွန်းတွေရဲ့အဖီဟာသူတို့နဲ့အတူမြေကြီးထဲပါသွားခဲ့ပါပြီ Dead man tell no tales ဆိုတဲ့ view ဟာလို့ခေါ်တယ်အဓိကကြိုးကိုင်းသူ mastermind တွေဟာသူတို့ရဲ့လက်ကိုငားရံရခါအလုတ်ပြီးရင်ပြီးချင်းအဲ့ဒီလူမိုက်တွေကိုနှုတ်ပိတ်တက်ဖြတ်ပစ်ဖို့အစီအစဉ်ကိုတပါးတဲ့ရေးဆွဲထားလေရှိပါတယ်တခါလီမှာရဲတပ်ဖွဲ့ကိုယ်တိုင်ကဒီနှုတ်ပိတ်မှုမှာပါဝင်ပတ်သက်နေတတ်ပါတယ်အသေးဖန်မိတဲ့တရားခန့်တွေရဲ့ကိုရေးရာဇဝင်ကိုစစ်ဆေးကြည့်လိုက်ရင်သူတို့ဟာနာမည်ကြီးရာဇဝတ်ကောင်တွေမဟုတ်ပဲစင်းရဲမွဲတွေလည်းရွာတွေကအလုတ်လက်မဲ့လူငယ်တွေဒါမှမဟုတ်မူရစေးတုံဆွဲသူတွေဖြစ်နေတတ်ပြီးသူတို့ကို fall guy အဖြစ်အသုံးပြုလိုက်တာဖြစ်နိုင်ကြီးအလိုများပါတယ်ကျန်ရစ်ခဲ့တဲ့တပ်တေခန့်ပစ္စည်းတွေဖြစ်တဲ့ RPG တုံးကြီးပစ်လောင်ချနဲ့ M16 rifle တွေကိုစစ်ဆေးတဲ့အခါမှာလဲ MSN serial number တွေကိုဖျက်ဆီးထားတာဒါမှမဟုတ်ချေရခက်လို့မရအောင်ပြုလုပ်ထားတာကိုတွေ့ရတတ်ပါတယ်တကယ်လို့ MSN ပေါ်နေရင်တောင်အဲ့ဒီလက်နက်ဟာလွန်ခဲ့တဲ့10နှစ်လောက်ကတည်းကပျောက်ဆုံးကြောင်းစည်ရင်တိုင်ထားတဲ့လက်နက်တွေဒါမှမဟုတ်တိုက်ပွဲတစ်ခုမှာသူပုံတွေတင်သွားပါတယ်လို့မှတ်တမ်းတင်ထားတဲ့လက်နက်တွေဖြစ်နေတတ်ပါတယ်ဒါကြောင့်လက်နက်ကိုကြည့်ပြီးပိုင်ရှင်ကိုရှာဖို့ဆိုတာလေခဲတဲလဲဖြစ်သွားလိမ့်ရှိပါတယ်ဒီ48နာရီအတွင်းမှာပဲနိုင်ငံရေးဇက်ကုံပေါ်မှာအပြန်လန်ဆွဆွဲမှုတွေကပောက်ကွဲမှုထက်ပိုပြင်းထန်လာပါတယ်မြို့တော်ဝင်အခမတ်ဘက်ကတော့ဒါဟာသူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေအထူးသဖြင့်ထောင်ထဲမှာရှိနေတဲ့သူ့ဆွေမျိုးတွေရဲ့လက်ချက်လို့ဆွဆွဲပါတယ်
တစ်ဖက်ကပြိုင်ဘက်တွေကလည်းဒါဟာမြို့တော်ဝင်ကသူ့ကိုယ်သူလှုပ်ချန်ပြီး ambush မီလူထုစာနာမှုရအောင်လုပ်တဲ့ preset ဖာလို့တံပြန်ဆွဆွဲကြပါတယ်လူမှုကွန်ရက် Facebook ပေါ်မှာတော့ Troll Farms တွေကဒီအကြောင်းအရာကိုပုံစံမျိုးစုံနဲ့ပုံဖော်ပြီးတရေမားတွေချန့်ဝေကြပါတယ်အမှန်တရားဟာဒီစူညံတန်တွေကြားမှာပျောက်ဆုံးသွားပါတော့တယ် နိုင်ငံရေးသမားတွေဟာဒီလုတ်ကျန်မှုကိုအကြောင်းပြပြီးသူတို့ရဲ့အာဏာကိုပုံမခိုင်မာအောင်လှုပ်ဆောင်ကြပါသည်မြို့တော်ဝန်အခမတ်အနေနဲ့ငါအသက်အန္တရာယ်ရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူ့ရဲ့ပုဂ္ဂလိကလုံခြုံရေးအင်အားကိုတိုးချဲ့ခွင့်လက်နက်တွေထပ်မံဝယ်ယူခွင့်ကိုဘယိုအစိုးရစီကတောင်းခံပါလိမ့်မယ်ရဲတဲ့ဖွဲ့ကလည်းလုံခြုံရေးပြင်းထန်မှုအမိခံပြီးစစ်စီးရေးဂီတွေပို့ချလမ်းတွေပိတ်ပြီးပြည်သူတွေစီကနေငွေညှစ်ဖို့အခွင့်အရေးရသွားတတ်ပါတယ်နောက်ဆုံးမှာတော့ဒီလုံခြုံမှုဟာတရားခံပေါ်ပေါက်ရေးတဲ့ဘယ်သူကဒီအခြေအနေကိုအခွင့်ကောင်းယူပြီးအမျက်ထုတ်မလဲဆိုရင်နိုင်ငံဤကစားပွဲတစ်ခုအဖြစ်အသွင်ပြောင်းသွားပါတယ် မြို့တော်ဝန်အခမတ်နဲ့အသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့သူတိလိုက်ရတဲ့အမှန်တရားကတော့သူဘလောက်ပဲတန်ချက်ကားတဲ့စီစီဘလောက်ပဲလုံခြုံရေးကြီးများများတေမင်းကသူ့အနာမှာအမြဲရှိနေတယ်ဆိုတာပါပဲသူစီးနှင်းခဲ့တဲ့ Toyota Land Cruiser ကားကြီးကိုပြန်ကြည့်လိုက်တဲ့အခါနီးပညာရဲ့အကအကွယ်ဖေးနိုင်စွမ်းကိုတွေ့ရပေမဲ့ဒီကားကြီးကိုထိုးဖောက်ဖို့ကြိုးစားခဲ့တဲ့ကြီးစံတွေနဲ့တုံးကြီးတွေရဲ့နောက်ွယ်ကလူသားစိတ်အမုန်းတရားကိုတော့ပဲနီးပညာနဲ့မှကာကွယ်လို့မရနိုင်ဘူးဆိုတာထင်ရှားနေပါတယ် ဒါဆိုရင်ဒီဇလန်ရဲ့နီးကုန်းကဘယ်လိုထစ်လာမလဲ2026ခုနှစ်ရဲ့နိုင်ငံရေးအခင်းအကျင်းမှာဒီလောက်ကျန်မှုကဘယ်လိုကြရဲ့ရိုက်ခတ်မှုတွေရှိလာမလဲဖိလစ်ပိုင်တောင်ပိုင်းမင်ဒါနာအိုဒေသကြီးငင်းချမ်းရေးရဖို့ဆိုတာဖြစ်နိုင်ပါဦးမလားပြီးတော့ကျွန်တော်တို့လူသားတွေအနေနဲ့ဒီဖြစ်ရက်ကနေဘယ်လိုသင်ခန်းစာတွေယူသင့်တယ်လဲ 2026ခုနှစ်ဇန်နဝါရီလ25ရက်နေ့ရက်မနက်ခင်းမှာဖြစ်ပွားခဲ့တဲ့မြို့တော်ဝင်အခမတ်အမ်ဘတ်ဝန်ကို RPG ဒုံးကျည်နဲ့လှုပ်ကြံမှုဖြစ်စဉ်ဟာဖိလစ်ပိုင်တောင်ပိုင်းမင်ဒါနာအိုဒေသရဲ့ရှေ့လျားလာတဲ့အကြမ်းဖက်သမိုင်းမှတ်တမ်းကြီးထဲမှာစာမျက်နှာတစ်ရွက်ထပ်တိုးလိုက်ခြင်းသာဖြစ်ပါတယ်။မိခိုးတွေကြားကပြေးထွက်သွားတဲ့ Toyota Land Cruiser ကားကြီးရဲ့ပုံရိပ်ဟာခေတ်မီနီးပညာရဲ့အောင်ပွဲကိုပြသနေတယ်လို့ဆိုနိုင်ပေမဲ့တစ်ချိန်ထဲမှာပဲလူသားတွေရဲ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာဘလောက်တောင်နောက်ကျကြံရင်းနေတယ်လဲဆိုတာကိုလည်းမိမောင်းထိုးပြနေပါတယ်။ကျွန်တော်တို့ဟာအာကာသခေတ်ကိုရောက်နေပြီဉာဏ်ရည်သူ AI ခေတ်ကိုရောက်နေပြီလို့ပြောကြပေမဲ့ကမ္ဘာမြေပုံရဲ့ထောင်တနေရာမှာတော့လူသားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာချီကအတိုင်းပဲမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးသွားတစ်ချောင်းအတွက်သွားတစ်ချောင်းဆိုတဲ့ရှေးဟောင်းလူရိုင်းခေတ်ဥပဒေနဲ့အသက်ရှင်နေကြရဆဲဖြစ်ပါတယ် ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကိုပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်အလွှာပေါင်းများစွာပါဝင်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်အပေါ်ယံအလွှာမှာတော့ဒါဟာနိုင်ငံလေးလောက်ကျန်မှုတစ်ခုတတ်ပါပဲမြို့တော်ဝင်တယောက်ကိုသူရဲ့ပြိုင်ဘက်တွေကတတ်ဖြတ်ပြီးအာဏာလုဖို့ကြိုးစားတာပါဒါပေမဲ့အနက်ရှိုင်းဆုံးအလွှာအထိတူးဆွဲကြည့်လိုက်တဲ့အခါမှာတော့စနစ်ဆိုး systemic failure ကြီးတစ်ခုလုံးကိုတွေ့ရပါလိမ့်မယ်အဲ့ဒီစနစ်ဆိုးကြီးကိုထောက်တိုင်ကြီး၄ခုနဲ့တိစောက်ထားပါတယ်ပထမထောက်တိုင်ကတော့အစိုးရကိုယ်တိုင်ကမွေးမြူထားတဲ့ပုဂ္ဂလိကစစ်တပ်များဖြစ်ပြီးဒုတိယထောက်တိုင်ကတော့တရားဥပဒေစိုးမိုးရေးထက်မိသားစုကွန်တိခါကိုဦးစားပေးတဲ့ရီဒိုယဉ်ကျေးမှုဖြစ်ပါတယ်တတိယထောက်တိုင်ကတော့စင်ရဲမွဲတေမှုနဲ့ပညာမဲ့ခြင်းကိုအရင်ပြုပြီးအမျက်ထုံနေတဲ့ငွေကြေးနိုင်ငံရေး money politics ဖြစ်ကနောက်ဆုံးစဒုထာထောက်တိုင်ကတော့အမှန်တရားကိုဖုံးကွယ်ပြီးအမုန်းတရားကိုဖြန့်ချီနေတဲ့ကျင့်ဝတ်မဲ့မီဒီယာရန်တရားကြီးဖြစ်ပါတယ်ဒီထောက်တိုင်လေးခုခိုင်ခိုင်မာမာရှိနေတယ်လို့ဖိလစ်ပိုင်တောင်ပိုင်းမှာဘယ်သူပဲတမတာထိထိပဲငင်းချမ်းရေးစာချုပ်ကိုပဲလက်မှတ်ထိုးထိုးတနတ်တန်တွေတိတ်သွားမှာမဟုတ်ပါဘူးမြို့တော်ဝင်အခမအမ်ဘာဒွန်ရဲ့ကံကြမ္မာကိုကြည့်မယ်ဆိုရင်လေတန်တွေကရเสียကောင်းလာပါတယ်သူဟာ2009ခုနှစ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးမှာသူ့မိသားစုကိုဆန့်ကျင်ပြီးအမှန်တရားဘက်ကရက်တီခဲ့သူနိုင်ငံတော်တပ်တွေအဖြစ်ထွက်ဆိုခဲ့သူဖြစ်ပါတယ်ဒီလိုရဲ့ကြောင့်သူ့ကိုသူရဲကောင်းလို့တတ်မှတ်ကြသူတွေရှိသလိုသူ့ရဲ့အမျိုးဆွေချင်းမျိုးဆက်ကတော့သူ့ကိုတစ္ဆာဖောက်လို့တတ်မှတ်ပြီးကလဲစားချေဖို့အချင်းကိုစောင့်နေကြပါတယ်သူဥပဒေအရမှန်ကန်တဲ့အလုပ်ကိုလုပ်ခဲ့ပေမဲ့သူ့ရဲ့လူဖွဲ့စည်းယဉ်ကျေးမှုအရတော့ခွင့်လွတ်လို့မရတဲ့အဖြစ်ကိုကျူးလွန်ခဲ့သူဖြစ်နေပါတယ်ဒါကြောင့်သူဟာဘလောက်ပဲကြီးကျယ်ခံထားတဲ့အင်ကြီးအင်ကောင်မှနေဘလောက်ပဲဈေးကြီးရဲ့တန်ချက်ကကားကြီးကိုစီစီသူ့စိတ်ထဲမှာလုံခြုံမှုဆိုတာဘယ်တော့မှရှိမှာမဟုတ်ပါဘူးသူ့ရဲ့ဘဝဟာတန်တိုင်မရှိတဲ့အကျဉ်းထောင်တစ်ခုထဲမှာနေရတယ်လို့ပါပဲဒါဟာ
အကျန်းဖက်မှုတန်တရားထဲကိုထီဆုံးပြစ်ဝင်ခဲ့တယ်ဒါလည်းမဟုတ်အဲ့ဒီတန်တရားထဲမှာမွေးဖွားလာရတဲ့သူဒီအားလုံးရဲ့မလွဲမသွေကြုံတွေ့ရမယ်နေကုန်ပဲဖြစ်ပါတယ် နေပညာရှုထောင့်ကကြည့်ရန်တော့ Toyota Land Cruiser 300 Series တန်ချက်ကကြီးဟာအင်ဂျင်နီယာပညာရဲ့အထွတ်အထိပ်လက်ရာတစ်ခုဖြစ်ပါတယ် VR10 အဆင့်ရှိတဲ့ပန်ချက်က box within a box တိဆောက်ပုံ run flat tire စနစ်တွေဟာ RPG ဒုံးကြီးလိုစစ်လက်နက်ကိုတောင်ခုခံနိုင်ခဲ့ပါတယ်ဒါပေမဲ့မေးစရာရှိတာကနိုင်ငံရေးတမော့တယောက်ပြည်သူဝန်ထမ်းတယောက်ဟာသူ့ရဲ့ပြည်သူတွေကြားတဲ့ကိုတွားဖို့အတွက်ဘာကြောင့်ဒီလောက်အဆင့်မြင့်တဲ့စစ်တုံးအကာအကွယ်တွေလိုအပ်နေရတာလဲဆိုတဲ့မေးခွန်းပါပဲတန်ချက်အကားတွေရောက်ခါနေခြင်းဟာအဲ့ဒီနိုင်ငံရဲ့လုံခြုံရေးအခြေအနေဘယ်လောက်ဆိုးရွားနေတယ်လဲဆိုတဲ့အကောင်းဆုံးအညွှန်းကိန်းတစ်ခုပါပဲနိုင်ငံတနိုင်ငံတိုးတက်တဲ့ငင်းချမ်းတယ်ဆိုတာခေါင်းဆောင်တွေကတန်ချက်ကားစီးနိုင်တာကိုပြောတာမဟုတ်ပါဘူးတာမန်ပြည်သူတယောက်လမ်းဘေးမှာစပင်းစီးသွားတဲ့တောင်ဘေကင်းလုံခြုံနေမှာသာစစ်မှန်တဲ့ငင်းချမ်းရေးလို့ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်အခုတော့ဖိလစ်ပိုင်တောင်ပိုင်းမှာလုံခြုံမှုဆိုတာငွေရှိသူတွေဝယ်ယူနိုင်တဲ့ဇင်ခံပစ္စည်း security as a luxury good တခုဖြစ်သွားပါပြီအနာဂတ်ကိုမျှော်ကြည့်မယ်ဆိုရင်တော့2026ခုနှစ်ရဲ့အလွန်မှာလဲစိန်ခေါ်မှုတွေကကြီးမားနေစေပါပဲ BARRM လို့ခေါ်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရတဲ့ဟာငင်းချမ်းရေးအတဲ့မျော်လင့်ချက်ရောင်ကြီးတစ်ခုဖြစ်ပေမဲ့အာဏာခွဲဝေမှုအရှုပ်တော်ပုံတွေလက်နက်ဖြုတ်သိမ်းရေး decommissioning လုပ်ငန်းစဉ်ရဲ့နှောင့်နှေးမှုတွေကြောင့်အချိန်မရွေးပြန်လဲပေါက်ကွဲနိုင်တဲ့အခြေအနေမှာရှိနေပါတယ်လက်နက်ကင်သူပုံဟောင်းတွေကနိုင်ငံရေးသမားအင်ဂျီဝတ်ထားကြပြီးမဲ့သူတို့ရဲ့အရာအောင်မှာတင်နတ်တွေရှိနေစေပါတယ်လူငယ်မျိုးဆက်တွေကလည်းပညာရေးနဲ့အလိုအခွင့်အလားနည်းပါတာကြောင့်လက်နက်ကင်လမ်းစဉ်ဘက်ကိုတိမ်ညွန့်လွယ်နေကြပါတယ်ကြည်စံအစားစာအုပ်တင်နတ်အစားဘောပင်ရှူတဲ့ဆောင်ပုတ်တွေကလက်တွေ့ဘဝရဲ့ငတ်မွတ်မှုနဲ့မလုံခြုံမှုတွေအောက်မှာမွေးမေနေရပါတယ်ဒီအဖြစ်ပြက်ကနေကဘာကြီးနဲ့ကျွန်တော်တို့သင်ခန်းစာယူရမှာကဒီမိုကရေစီဆိုတာမဲယုံတဲ့ဖွင့်ပေးယုံမဲထဲယုံနဲ့ပြီးပြည့်စုံတဲ့အရာမဟုတ်ဘူးဆိုတာပါပဲခိုင်မာတဲ့တရားဥပဒေစိုးမိုးရေး rule of law မရှိဘဲနဲ့ကျင့်ပတဲ့ရွေးကောက်ပွဲတွေဟာတင်နဲ့ကင်ထားသူတွေရဲ့ကစားပွဲတတ်ဖြစ်သွားပါလိမ့်မယ်နိုင်ငံရေးအာဏာကိုလက်နက်နဲ့ထိန်းချုပ်ခွင့်ပေးထားတဲ့ဘယ်စနစ်မဆိုနောက်ဆုံးမှာပြည်သူလူထုကိုဒုက္ခပင်လေဝေစီမှာအသေးအချပါပဲအမ်ပါတွန်မီတာစုရဲ့တမိုင်းကြောင်ကပြသနေတာကတော့အာနာရှင်ဆန်ဆန်ဖိနှိပ်အုပ်ချုပ်မှုဟာရေးတော့မှတည်ငြိမ်တရားထင်ရပေမဲ့ရေရှည်မှာတော့ပုံမကြီးမားတဲ့ပောက်ကွဲမှုတွေနဲ့အဆုံးသတ်သွားလေရှိတယ်ဆိုတာပါပဲနေကုံချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဖိလစ်ပိုင်တောင်ပိုင်းမင်ဒါနာအိုလွင်ပြင်ကျဲကြီးပေါ်မှာနေဝင်းချင်းရောက်တိုင်းအလားပါဆုံးရှုခင်းတွေကိုမြင်တွေ့ရတော့ပါတယ်ဒါပေမဲ့အဲ့ဒီအလားတရားတွေရဲ့အောက်မှာသွေးဆက်တွေမျက်ရည်တွေနဲ့မပြီးဆုံးနိုင်သေးတဲ့လက်စားချေဇလန်းတွေမြုပ်နှံထားရပါတယ်မြို့တော်ဝင်အခမအမ်ပါတွန်အနေနဲ့ဒီနေ့မှာ RPG ဒုံးကြီးလက်ကလွတ်မြောက်ခဲ့ပေမဲ့မနေ့ပြန်မှာဘာဖြစ်မယ်ဆိုတာဘယ်သူမှအာမမခံနိုင်ပါဘူးတေချာတာတစ်ခုကတော့လူသားတွေရဲ့စိတ်နှလုံးတွေကအမုန်းတရားတွေကိုတန်ချကမပေးနိုင်တယ်လို့ဒီကဘာမြေပေါ်မှာနောက်ထပ်ပောက်ကွဲတန်တွေကြာနေရအောင်မယ်ဆိုတာပါပဲ2026ခုနှစ်ရှိရစ်အကွမ်မျိုးရဲ့ရန်ငွေဝေမနခင်ဖီယမန်မတန်ကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်တို့အားလုံးကိုစိတ်နှဖျားဘေးရန်ကွာပြီးငင်းချမ်းတော်လူအဖွဲ့အစည်းကိုတည်ဆောက်နိုင်ကြပါစေခင်ဗျာ